တော့ကျွန်တော်တို့အခုပြောနေတယ်နော် energy မကောင်းဘူးမကောင်းဘူးညာမကောင်းဘူးပေါ့နော်ကြားတော့တချို့တွေကကြားနေရတယ် energy မကောင်းဘူးဒါနဲ့သူ့စိတ်ထဲမှာလက်မခံဘူးဟုတ်ဆိုသူကိုယ်တိုင်မတွေးရသေးဘူးသူများပြောနေပဲတက်ကမိုးညူကသိမလားဒလန်လုံနေတယ်တက်ကမိုးညူက energy ဖြိုခွဲနေတယ်သူများအကြားရင်မြင်ပြီးကမှသူကကိုယ်ပိုင်အတွင်းနဲ့အားမဆိုင်တော့ဘဲနဲ့သူတို့ပြောတာပဲလွယ်တကူယူငင်လုံးဆွလိုက်ကြအဲ့လိုပဲတချို့လူတွေမှာလို့ဆိုလို့ရှိရင်လေကိုယ်ပိုင်တွေးဖို့အတွက်မစင်စားကြင်ကြတော့နော်အဲ့တော့ကိုယ်ပိုင်တွေးကိုယ်ပိုင်အသိအင်မတန်အရေးကြီးတယ်ကိုယ်ပိုင်အသိဆိုတာကကိုတွေးပြီးကမှရင်ထဲကဘဝင်ကျသွားပြီးသိတဲ့အသိမျိုးကအင်မတန်အရေးကြီးတယ်လို့ကျွန်တော်ပြောချင်တာနော်အဲ့လိုသိလာဖို့အတွက်ကျွန်တော်ကငါတော့ဒီလိုတွေးတယ်မင်းတို့တွေးကြည့်ကြအောင်ဆိုတဲ့ idea ကိုပဲကျွန်တော်ပေးနိုင်တယ်ကျွန်တော်တွေးတာကျွန်တော်ရဲ့တွေးပုံတွေးလက်ပေါ့နော်ဘယ်လိုတွေးလဲဆိုရယ်တွေးလက်ကိုချပြတာကျွန်တော်တွေးတာဒီမှန်ချင်မှန်မယ်မှားချင်မှားမယ်သို့တော်လည်းပဲကျွန်တော်တွေးလက်ကိုကြည့်ပြီးကမှတွေးပုံတွေးကြီးကိုကြည့်ပြီးကမှငါတို့လည်းဒီလိုလိုက်တွေးလို့ရတာပဲဒီကောင်မှားနိုင်တဲ့အချက်တွေကိုလိုက်ရှာကြည့်နော်ကိုတက်ကမှားနိုင်တဲ့အချက်တွေကိုလိုက်ရှာကြည့်အောင်ပါဆိုပြီးတော့တွေးမယ်ဆိုလို့ရှိရင်လည်းတွေးကြအဲ့ဆိုအတွေးခေါ်အင်မတန်အရေးကြီးတယ်ကိုယ်ပိုင်အသိဖြစ်သွားတဲ့အသိကအင်မတန်အရေးကြီးတယ်ဘာလို့လဲသိလားကျွန်တော်မဆုစုနဲ့ဆရာဝန်တွေဆိုသိတယ်ကျွန်တော်နှလုံးခုန်တယ်မှာနှလုံးရဲ့မာဆိုညီးတာပေါ့နော်နှလုံးယောဂဖြစ်လို့ရှိရင်ညီးတန်ကြားရတာရှိနှလုံးထဲမှာဒီဒုတ်ဆိုတဲ့အတန်လေးတစ်ချက်နဲ့တစ်ချက်ကြားမှာညီးတန်လေးကြားရတာရှိအဲ့ညီးတန်ကြားရတာကိုဆရာကဘလောက်ပဲသင်နော်ပထမ heartbeat နဲ့ဒုတိယ heartbeat ပထမနှလုံးခုန်တယ်နဲ့ဒုတိယနှလုံးခုန်တယ်ကြားမှာမာလေးကဘယ်လိုလေးကျယ်ပြီးဘယ်လိုလေးဆင်းသွားတယ်ဆိုတာမျိုးလေးကိုနော်ဆရာကဘလောက်ပဲသင်ကိုယ်တိုင်နှက်နဲ့တက်ပြီးတော့နားမထောင်အောင်မချင်းမသိဘူးကိုယ်တိုင်နှက်နဲ့တက်ပြီးကမှနားထောင်ပြီးကမှသူ့ရဲ့မာလေးကိုတစ်ခါကြားဘူးလိုက်တာနဲ့တပြိုင်နက်ဒါဒီခုအတွက်တိပဲစိုက်ပွားပေါ့နော်တရားစကားနေပြန်လို့ဆိုရင်သိသွားတယ်အဲ့လိုသိသွားကမှနောက်တစ်ခါညီမာမျိုးလာလို့ရှိရင်သူ့အတွက်နားလေသွားပြီကိုယ်တိုင်မသိဘဲနဲ့သူများပြောတဲ့ဟာနှလုံးခုန်တယ်နဲ့ကြားနှလုံးကြီးတယ်ဆိုတာဘယ်လိုလဲပါလဲစားတဲ့တပုတ်ကြီးဖက်စာအုပ်ကြီးတတောင်လောက်ထူတာကြီးဖတ်မသိဘူးဘာလို့ဆိုသူကကိုယ်ပိုင်အသိမဟုတ်ဘူးကိုယ်ပိုင်နားနဲ့ဆက်ကြားလိုက်ရတဲ့မာမဟုတ်ဘူးနှလုံးကယောဂဖြစ်တဲ့နှလုံးကြီးတယ်မဟုတ်ဘူးအဲ့တော့ကိုယ်ပိုင်နားနဲ့ဆက်ကြားဖို့ဆိုရင်ကိုယ်တိုင်နားထောင်မှသိရတာအဲ့ဒါကွာခြားလားနော်အဲ့တခါလားကျွန်တော်တို့ဒီမှာမဲဆောက်မှာဒီဝင်းကြီးတွေကနေပြီးကမှနော်မဲဆောက်ဗီလာထဲမှာနော်ဗာလဲငွေတွေသုံးဖြုံးပြီးတော့နေကြရဲဆိုတာတချို့ကမသိဘူးကျွန်တော်ပြောရင်မယုံဒါပေမဲ့တချို့မြေပြင်ကလူငယ်တချို့မြေပြင်က PDF ခေါင်းဆောင်တချို့ကမဲဆောက်ကိုလာလဲတယ်ဘာမှမပြောဘူးတဲ့လားမဲဆောက်ဗီလာရဲသွားကြည့်တယ်ဘသူအိမ်တွေပါရဲသွားကြည့်တယ်လက်ဖက်ရည်တွေပဲလိုက်စနေနာတယ်ထဲနာပြီးတော့ကျွန်တော်တို့ဆရာတယောက်ကိုပြောပြတယ်ဆရာကျွန်တော်အကုန်သိသွားပြီတဲ့ဘာသိသွားလဲ MUG ကသုံးဖြုံးတောက်စားနေရတယ်အကုန်သိသွားတာဘာလို့လဲသူကိုယ်တိုင်မဲဆောက်ကိုရောက်လာပြီးတွေ့ခံမှသူကသိသွားတာအဲ့ဒါဘာလဲဆိုကိုယ်တိုင်သိတဲ့အသိကိုယ်တိုင်တွေ့မှသိသွားတာမျိုးဆိုရင်အသိမျိုးကိုယ်ပိုင်ခံစားပြီးကမှသိသွားတဲ့အသိမျိုးကအမြဲတမ်းတန်ဖိုးကြီးတယ်ကျွန်တော်ပြောနေလို့ရှိရင်ကျွန်တော်တို့ကမနာလို့ပြောနေရဖြစ်တယ်ဒါမျိုးတွေကျွန်တော်တို့ကဖြစ်စေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကကိုယ်ပိုင်တွေးနိုင်မှုကျွန်တော်ရဲ့တွေးလက်ကိုချပြနေတာဖြစ်တယ်နော်ဒါကျွန်တော်ရဲ့ခြေစင်းလေးအနေနဲ့ပြောပြလိုက်တာဖြစ်တယ်ကျွန်တော် versus တွေပြောနေတဲ့ series ကလည်းဒီတိုင်းပဲနော် versus ဆိုတဲ့အတိုင်းပဲနှစ်ခုရှင်းပြတယ်ဒီတစ်ခုနဲ့ဒီတစ်ခုရှင်းပြတယ်ရှင်းပြတဲ့အခါကျလို့ရှိရင်ကျွန်တော်ပြောတာကျွန်တော်မြန်မာလူမျိုးတွေတွေးတဲ့အတွေးကဒီလား clear အတွေးနဲ့နည်းနည်းဆင်တယ်ဆိုတော့ကဒီတယောက်မကောင်းလို့ရှိရင်ဒီတယောက်နဲ့တက်နေတဲ့နောက်တစ်ယောက်ကကောင်းရမယ်ပြဿနာအဲ့ဒါဘာလို့လဲကျွန်တော်သင်ကြားလာခဲ့တဲ့အသိပညာအရဆိုလို့ရှိရင်ဖျားနဲ့နော်ဖျားကိုပြဿနာရှာတဲ့သူဖျားကိုဒုက္ခပေးတဲ့ဒေဝဒတ်ဟာအမတန်ဆုံးညစ်တဲ့သူဒီလိုတွေးတာတစ်ဖက်ကအဖြူဆိုလို့ရှိရင်တစ်ဖက်ကအမဲဒီလိုမျိုးကျွန်တော်တို့ကတွေးတတ်တယ်ကျွန်တော်တို့ရဲ့သင်ကြားလာမှုပုံစံအဲ့တိုင်းပဲသင်ကြားလာတာတကယ်တမ်းကျရင်အဲ့လိုဟုတ်ချင်မှဟုတ်မှာပေါ့နော်ဘာဖြစ်လို့လဲလူဆုံးနဲ့တက်နေတိုင်းလူကောင်းလို့ဘယ်သူကပြောလဲလူဆုံးချင်းအာနာလူနေတာမဖြစ်ဘူးလားမဖြစ်နိုင်ဘူးလားမာဖီးယားတွေလို့ပေါ့နော်ဟိုဘက်ကမာဖီးယားနဲ့ဒီဘက်ကမာဖီးယားတိုက်နေတာဒီဘက်ကမာဖီးယားကလူဆိုးဆိုတာသိတယ်သူနဲ့တက်နေတဲ့ကောင်ဟာလူဆိုးကိုတက်တဲ့ကောင်ကလူကောင်းပဲကွာဒီကောင်ကတကယ်တရေကောင်းပဲကွာဆိုပြီးကမှအဲ့လိုတွေးလိုက်လို့ရှိရင်မှားတော့မှာလူလောကကြီးကအဲ့လောက်မရိုးရှင်ဘူးလူလောကကြီးကအဖြူနဲ့အမဲတွဲဆက်တာမဟုတ်ဘူး
အဖြူမဟုတ်ရင်အမဲဆိုတဲ့အမြင်မျိုးက9တန်း6တန်းကလေးအမြင်တော့မဟုတ်2တန်း3တန်းကလေးရဲ့အမြင်ရှိတယ်ကြားထဲမှာ gray color တွေရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကသိရမယ်ခုနကကျွန်တော်ပြောတဲ့သိတယ်ဆိုတဲ့အသိကလည်းအဲဂျားထဲမှာ gray color တွေရှိအေးဟုတ်တာပေါ့ဒါပေမဲ့ပြန်တွေးတော့ကြလဲစစ်ကောင်စီကိုတိုက်နေတဲ့ကောင်တွေကလူကောင်းတွေဆိုတာမျိုးတွေးရဖြစ်သွားရောဘာဖြစ်လို့လဲတကယ်ရင်ထဲကိုဒုတ်ထုတ်တိသွားတဲ့ internalize ခေါ်တဲ့အတွင်းမှာစွဲမြဲသွားတဲ့အသိမဟုတ်လို့အဲ့ဒီအသိကဖြတ်ကနေဝင်ပြီးကတ်နိုင်မှရတွေးလိုက်တဲ့နေရာနဲ့ဟာသူလည်းလူကောင်းရှင်မဟုတ်မှာပေါ့ဒီလိုမျိုးတွေးတဲ့အတွေ့မျိုးမရှိလို့ဒါကိုကျွန်တော်ကပြောပြချင်တာနော်အဲ့တော့ကျွန်တော်အခု versus တွေပြောပြနေတဲ့နေရာမှာဒီတယောက်ကောင်းလို့ရှိရင်ဒီတယောက်ဆိုးတယ်လို့ပြောနေတာမဟုတ်ဘူးဒီတယောက်ကဒီလိုဖြစ်သွားတယ်ဒီတယောက်ကလည်းဒီလိုဖြစ်သွားတယ်ဆိုပြီးကျွန်တော်အနေနဲ့တွေးစေချင်တာအတွေးကအဓိကကြတယ်နော်ခုကြည့်အောင်ကျွန်တော်ခုနဟိုတနေ့ကပြောတဲ့ versus တွေထဲမှာမင်း online နဲ့ဒေါန်ဆန်းစုကြည်နဲ့နှစ်ယောက်ပြီးသွားပြီနော် generation Z နဲ့ generation X ကြောင်းပြီးသွားပြီ CDM နဲ့ non CDM ကြောင်းပြီးသွားပြီနော်ရွာပြင်ကလူတွေနဲ့မကြီးပင်နဲ့ကြောင်းပြီးသွားပြီနော်အခုတော့ကိုပိုင်ပင်လေးတွေရနေကြပြီထင်တယ်နော်ဟုတ်အမေဟုတ်ကဲ့ပါအဲ့တော့ခုနောက်ထပ်ကျွန်တော်ဆက်ပြောမယ်ဆက်ပြောမှာကကျွန်တော်ကဘာကြောင့်ပြောရမလဲမသိလူတွေကတော့သိချင်ကြတာကမင်းကိုနိုင်တဲ့ကိုကြီးအကြောင်းနဲ့မင်းကိုနိုင်တဲ့ကိုကြီးကတိတ်ပြောစရာမရှိလူတိုင်းသိနေကြတဲ့ကိစ္စတွေပဲနော်အဲ့ဒါလည်းရှိရနောက်တစ်ခုကျွန်တော်တို့ BC ဒါမှမဟုတ် social punishment နဲ့ကျွန်တော်တို့အမှုပညာရှင်တွေအကြောင်းလည်းပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ NUG နဲ့တပ်ပါတီအကြောင်းပြောလို့ရတယ်နော်နောက်တစ်ခုကျွန်တော်ပြောချင်တာတစ်ခုလေးနောက်ထပ်ပြီးတို့ထားလေးရှိသေးတယ်ဗါလဲဆိုတော့သွေးမအေးကြီးဆိုတာနဲ့ normalization ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောချင်တယ်နော်အဲ့တော့ခုနကပြောတဲ့ဓမ္မနဲ့အဓမ္မအကြောင်းလည်းပြောဖို့ရအတွက်လိုသေးတယ်ထားပါတော့ကျွန်တော်အခုဘာစမလဲဆိုတော့ကိုဘုရားကိုလိုလိုက်တော့အဖြစ်ကျွန်တော်မင်းကိုနိုင်တဲ့ကိုကြီးအကြောင်းပြောလိုက်အောင်အဲ့တော့ကျွန်တော်ကမင်းကိုနိုင်ကြောင်ပြောမယ်ဆိုလို့ရှိရင်မင်းကိုနိုင်ဒီလူလေလူယုံပါလို့ပဲပြောရတော့မှဖြစ်သွားတာကြိုက်လားမကြိုက်လေလဲသေးကျွန်တော်ပြောကြမကြိုက်လေလဲသေးပေါ့မင်းကိုနိုင်ကပထမအဆင့်လူလေအဆင့်မှာပဲကျွန်တော်တို့ကလက်ခံလို့ရတယ်လူယုံမှာအဆင့်ရောက်သွားတဲ့ခါကျကျွန်တော်လက်ခံလို့မရတော့ဘူးဘာလို့လဲမင်းကိုနိုင်ဆိုတာကအရင်တော့ကျွန်တော်ထင်ခဲ့တာဒေါန်ဆန်းစုကြည်ပြီးလို့ရှိရင်သူပဲဆိုတာမျိုးနိုင်ငံရေးမှာအင်မတန်မှအရှိန်အဝါကြီးရဲ့လို့ဘာကတအဖွဲ့ရဲ့ဥက္ကဋ္ဌနော်နိုင်ငံအတွက်ထောင်ထဲမှာနှစ်ပေါင်းများစွာဘဝကိုဆွန့်လွတ်ခဲ့တဲ့သူအဲ့လိုထင်တာတော်လိုင်းရေးအစတော့တော်လိုင်းရေးအစမဟုတ်ဘူးကျွန်တော်ဆန္ဒပြပွဲတွေအစတော်လိုင်းရေးကိုတန်းတန်းပဲအစတော့စိတ်ရှိလို့ရှိရင်ကျွန်တော်ကိုယ်နဲ့ကျွန်တော်ဘာပြောလဲဟာကိုပေါ်မှာပြောလေကိုမင်းကိုနိုင်ဘာပြောလဲသူပြောတာလိုက်ပြီးကျွန်တော်အဓိပ္ပာယ်ဖွင့်ဆိုပြီးမှပြန်ရေးရတာအဲ့တော့မှတ်မိတယ်တပတ်တောက်ထားဆိုတော့ကျွန်တော်တို့ရဲ့ဟိုဒေါက်တာဖြိုးတီဟာလေးကတပတ်လောက်တော့မဟုတ်တော့ဘူးထင်တယ်လို့ပြောကျွန်တော်ဖြိုးတီဟာကိုတော့ပြီးရန်ထောင်းတာ post တင်ပြီးရန်ထောင်းတာလို့ရန်ထောင်းလဲမင်းကိုနိုင်ကတိလို့ပြောတာနင်တို့တွေမပြောစားရှက်လိုက်တာဗျာမင်းကိုနိုင်ကိုကာကွယ်ပြီးပြောမိတာကျွန်တော်အင်မတန်ရှက်တာဘာလို့လဲဆိုတော့ဒီလူအကြောင်းနောက်မှပြန်စဉ်းစားမိတယ်ပြန်တွေးမိတယ်နော်ပြန်တွေးမိရဆိုတာဘာလို့လဲတောက်တော့မှမကြတာကြောပါကျွန်တော်များသောအားဖြင့်အဲ့ဒီပါဇက်ကအဲ့လိုကျန်းကျန်းတန်းနေမထွက်တတ်ဘူးခုနောက်ပိုင်းသူတို့ကြောင်းပြောလို့ရှိရင်ကျွန်တော်ပါဇက်ကလေအဲ့ရုပ်မာတွေကျွန်တော်ထွက်လာတယ်နောက်မှပြင်ကျွန်တော်ကဟိုဘာပြောချမ်းသာတဲ့အတိုင်းဝိုင်းမဟုတ်ဘူးမြင်ပညာတဲ့အတိုင်းဝိုင်းဆိုတဲ့ကျွန်တော်ပါဇက်ကလေခုနပြောတဲ့ဒီလိုမျိုးရိုင်းတဲ့စကားကြီးကျွန်တော်မထွက်ဘူးဗျမှန်တာပြောလို့ရှိရင်ဒါပေမဲ့ခုနောက်ပိုင်းတအားထွက်ချင်နေတယ်ဘာလို့လဲဆိုတော့အဲ့လိုလူတွေကအဲ့ဒီစကလုံးတွေနဲ့မှတန်တယ်လို့အောင်းမိလို့ဟုတ်တယ်ထောင်ထဲရောက်သွားလို့သူတို့ကဆရာကြီးပြောတယ်ထောင်ထဲဘာလို့ရောက်သွားလဲမပြေးနိုင်လို့ထောင်ထဲရောက်သွားတာကြောပါကျွန်တော်ကျန်တဲ့တချို့စွန့်လွတ်စွန့်စားခဲ့တော့ထောင်ကျနိုင်ငံရေးထောင်ကြတွေအကြောင်းလို့ကျွန်တော်မပြောပါဘူးတချို့သောနိုင်ငံရေးထောင်ကြတွေမပြေးနိုင်လို့ထောင်ကျသွားတာကိုသူတို့ကနေပြီးကမှနိုင်ငံရေးသိက္ခာထက်တယ်ဆိုပြီးတော့တွေးနေကြတာအဲ့နိုင်ငံရေးသိက္ခာထက်တာမဟုတ်ဘူးလူပေါ်လုပ်ဖို့ခွင့်ရတော့တာလို့ဖြစ်သွားတာထားလိုက်တော့အဲ့တော့ကျွန်တော်အခုကမင်းကိုနိုင်ကြောင်းပြောတာမဟုတ်ကျွန်တော်ပေါ်ဦးထွန်းကြောင်းပြောတာအဲ့တော့ကျွန်တော်ပြောရင်းနဲ့ဟွာသွားမှတ်ရတယ်အခုကျွန်တော်တို့ Patricia ပေါ့နော် Patricia ကျွန်တော်တို့ Patricia နဲ့ချစ်နေတဲ့တရားကိုကျွန်တော်တို့ကဗာလဲပူစီနိုင်လို့ပြောတယ်ပေါ့လားအဲ့ဒါကိုကိုအောင်မဝင်းရမင်းကိုနိုင်မှာပြောတယ်ပူစီနိုင်ဘာလို့လဲဆိုတော့သူပခုံးပေါ်မှာကြောင်လေးကောင်ရင်းနဲ့တင်ထားလို့ပူစီနိုင်လို့ခေါ်တာတဲ့မင်းကိုနိုင်လို့မခေါ်ပဲတားပါတော့နော်
အဲ့တော့ကျွန်တော်ပြောချင်တာကပထမဆုံးပြောချင်အောင်မင်းကိုယ်နိုင်ဆိုတဲ့နာမည်ကသူ့နာမည်မဟုတ်ဘူးသူ့နာမည်မဟုတ်ဘူးသူ့နာမည်ကပေါ်ဦးထွန်းနော်မင်းကိုယ်နိုင်ဆိုတဲ့နာမည်က collective leadership လုပ်ဖို့အတွက်အခုပြောကြတဲ့စုပေါင်းခေါင်းဆောင်မှုလုပ်ဖို့အတွက်တုံးထားတဲ့နာမည်ပဲနော်တော့အဲ့နာမည်ကိုခိုးထားတာခွတ်တောင်းနေဖြစ်စေခွတ်မတောင်းနေဖြစ်စေသူယူထားတာဘာလို့ထားလဲအဲ့မင်းကိုယ်နိုင်ဆိုတဲ့နာမည်ရဲ့နောက်ွယ်မှာလူပေါင်း၄ယောက်ရှိတယ်နော်အဲ့တော့88ကကျောင်းသားတွေကိုတက်ထွန်းနာမည်ရင်းကကိုတင်ထွတ်နော်မွန်သီးဆိုနာမည်ရင်းကကိုမျိုးတန်းထွတ်နော်သူရိပေါ်ဦးထွန်းဆိုတဲ့၄ယောက်နာမည်ကနေပြီးကြမှာငါတို့မင်းကိုယ်နိုင်ဆိုတဲ့နာမည်ကိုသုံးချကြမယ်မင်းကိုယ်နိုင်ဆိုတာတကယ်အတိတ်ကောင်းနာမည်ကောင်းလေမင်းကိုယ်နိုင်တဲ့ကောင်တွေကိုမင်းကိုယ်နိုင်ဆိုတဲ့နာမည်ကိုအသုံးချမယ်ဆိုပြီးကြမှာဒီ၄ယောက်ကပေါင်းပြီးကြမှာမင်းကိုယ်နိုင်ဆိုတဲ့နာမည်ကိုယူခဲ့ကြတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်ဘကတတွေပြန်ဖွဲ့တဲ့အချိန်မှာနော်ဘကတတွေပြန်ဖွဲ့တဲ့အချိန်မှာ1988အောက်တိုဘာ25ရက်နေ့မှာဘကတပြန်ဖွဲ့ဖို့အစည်းအဝေးလုပ်တဲ့နေရာမှာအဲ့မှာပုံထွန်းကတခါလဲတက်တာနော်ရှေ့မှာမင်းကိုယ်နိုင်ဘာညာမပြောနဲ့ဦးတခါပဲတက်တာရှေ့ကဘကတတွေပြန်ပြီးတော့ရင်တော့ဘကတဟိုအဟောင်းရှိခဲ့တယ်ကွာဒါပေမဲ့88မှာဘကတတွေပြန်လေထူထောင်မှုလုပ်တဲ့နေရာမှာပုံထွန်းကဒီဘကတတွေဖွဲ့စည်းဖို့အတွက်သူကဘာမှအင်အားစိုက်ထုတ်ခဲ့တာမဟုတ်ဘူးအဲ့ဒီအစည်းအဝေးလေးတစ်ခါတက်ရင်းနဲ့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီအစည်းအဝေးမှာနော်1988ခုနှစ်အောက်တိုဘာ25ရက်နေ့အစည်းအဝေးမှာဘကတအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌအဖြစ်နဲ့မင်းကိုနိုင်ကိုတင်မြှောက်မယ်ဒါကြတဲ့မင်းကိုနိုင်တင်မြှောက်တယ်ဆိုတာပေါ်ဦးထွန်းကိုတင်မြှောက်မှာမဟုတ်ဘူးမင်းကိုနိုင်တို့၄ယောက်ကို collective leadership အနေနဲ့မင်းကိုနိုင်ဆိုတဲ့ကိုစားပြုအမည်ကိုတင်မြှောက်တာသဘောပေါက်လားကိုစားပြုအမည်ကိုတင်မြှောက်တာဖြစ်တဲ့အတွက်ကြောင့်မင်းကိုနိုင်ရဲ့ဆိုတော့ပေါ်ဦးထွန်းရဲ့တက်ထွန်းရဲ့ကိုမိုးတိစုံရဲ့ကိုသူရိန်ရဲ့၄ယောက်ကနေပြီးကမှဒါကို collective leadership လုပ်ဖို့ကြိုးစားခဲ့တာဒါပေမဲ့ဘာဖြစ်သွားလဲအဲ့ဒီအစည်းအဝေးတစ်ခါပဲတက်ခဲ့ဘူးတဲ့ပေါ်ဦးထွန်းကနေပြီးကမှသူကမင်းကိုနိုင်မှာဆိုပြီးနာမည်ဝင်ခံလိုက်တယ်အဲ့ကောင်အစကနေလူကြီးလေကျွန်တော်ပြောတယ်အဲ့ထက်မှာကျွန်တော်တို့ကိုစောမင်းတို့ခုကျွန်တော်တို့88ကျောင်းသားဟောင်းတွေပြောလိုက်ခါကြလို့ရှိရင်ကိုစောမင်းတို့ဘာလို့ပြောလို့ရှိရင်အဲ့မင်းကိုနိုင်ကိုမကြည့်ကြဘူး88ကျောင်းသားဟောင်းတွေဒီအင်မတန်အထာထားတဲ့လူတွေနော်အထာဘယ်လိုထားလဲကျွန်တော်တို့ဝိုင်းကောင်းကောင်းကြီးဝိုင်းဆဲနေကြတဲ့ကောင်းကောင်းကြီးဝိုင်းဆဲနေကြတဲ့ဥက္ကုကိုကြီးကိုလည်း88ကျောင်းသားဟောင်းတွေကအပြစ်မမြင်ဘူးပေါ့ပေါ့လားနော်ဒေါ်စန္ဒာမင်းရှိနော်သူ့ကိုလည်းရွှေလာသူ့ကိုလည်းအပြစ်မမြင်ဘူးဘာလို့လဲဆိုတော့သူ့တွေရွေးကောက်ပွဲဝင်ပြီးကမှဗာလဲစစ်ကောင်စီကလုပ်တဲ့ရွေးကောက်ပွဲကိုဝင်ပြီးစစ်အုပ်စုနဲ့ပူးပေါင်းတယ်လို့ယူဆရတာမှခုနကကိုစောမင်းတို့အုပ်စု88ကျောင်းသားဟောင်းတွေအုပ်စုကနေပြီးကမှအထာထားတယ်မပြောဘူးအဖြစ်မပြောဘူးဒါပေမဲ့အဲ့လူတွေကမင်းကိုနိုင်ကြလို့ရှိရင်တော့ညခုံးတစ်ဖက်တွန့်ပြီးကမှခဟဟလောင်ရတယ်ဘာလို့လဲအဲ့ကောင်လူလဲမို့လို့သိလားလူလဲမို့လို့အဲ့တော့ဗာလဲဆိုတော့ပုံထွန်းကဘာလို့လဲမင်းကိုနိုင်ဆိုတဲ့နာမည်ကိုခိုးသွားပြီးကမှသူကနေပြီးကမှဘကတအဖွဲ့ရဲ့ဥက္ကဋ္ဌပါဆိုပြီးကမှသူကနေရာယူသွားတာဒါကြတဲ့ဘကတအဖွဲ့ဥက္ကဋ္ဌကြီးအဲ့တုန်းကစုပေါင်းပြီးကမှခေါင်းဆောင်မှုလုပ်ထားတယ်မင်းကိုနိုင်နာမည်မင်းကိုနိုင်ဆိုတဲ့လူမဟုတ်ဘူးမင်းကိုနိုင်ဆိုတဲ့နာမည်ကိုလုပ်ဖို့ယူထားတာဒါနဲ့အဲ့လိုပဲသူကနာမည်ခိုးသွားရင်နာမည်တခိုးပေါ့နော်အဲ့တော့လူလေအဲ့ကောင်ပေါ့နော်အဲ့တော့ဘာဖြစ်တုံးသူကဘာလုပ်တုံးအခုပြီးလို့ရှိရင် तू ကထောင်ထဲကပြန်ထွက်လာတော့ तू ကဘာလုပ်လဲငါပြောလို့အာနာသိန်းတော့ तू ကလူတွေလည်းပေါက်ချိုးပြီးကြမှာနော်အရင်ဆုံးပြေးတယ်အရင်ဆုံးပြေးရင်မကောက်ဘူးပြည်သူတွေကိုဘာလုပ်လဲပြည်သူတွေကို force out တွေပေးတယ် force out ပေးပြီးအခုလက်ထိတစ်စက်မှပြည်သူကိုမတောင်းပန်သေးဘူးတပတ်လောက်ပဲတောင်းခံလို့ပြောတာသူလေပြည်သူက9နှစ်တိတောက်ခံရတာအဲ့တော့အဲ့စကားတော့ तू တောင်းပန်လားမတောင်းပန်ဘူးအခုပဲနိုင်တော့မလို့အခုပဲနိုင်တော့မလို့သူ့မှာဘာနိုင်ငံရေး idea မှမရှိဘူးကိုကြီးနဲ့နိုင်ရှင်လို့ရှိရင်ကိုကြီးကိုကောင်းတယ်လို့ကျွန်တော်မပြောကိုကြီးကြောင်းလည်းကျွန်တော်လာမယ်ကိုကြီးကိုကောင်းတယ်ကျွန်တော်မပြောဥက္ကိုကြီးကိုကျွန်တော်ကောင်းတယ်မပြောဘူးသို့တော်လည်းပဲ तू ကကိုကြီးနဲ့နိုင်ရှင်လို့ရှိရင် तू ကလူလေနော်တော်လှန်ရေးလှိုင်းထိတ်မှာတက်စီးတဲ့လကားကောင်အခုကြည့်ဘကိုးမှာသွားပြီးကမှ तू ကလမ်းလျှောက်ပြနေတယ်သူတို့တွေတော်လှန်ရေးနိုင်နေပါပြီပေါ့အဲ့ဟာပြည်သူကိုနှိပ်စက်တာခေါ်တယ်နော်ပြည်သူကိုဖောက်ဆုပ်ပေးပြီးကမှသူ့မှာနိုင်ငံရေး idea ဘာမှမရှိဘူးသူကဘာလုပ်လဲသူကကြပြာဆရာဆိုတော့စကလုံးအလှပလေးတက်တယ်အဲ့တော့သူကဘာလို့သူ့ရဲ့မရှိတဲ့ idea ပေါ်မှာစကလုံးအလှလေးနဲ့ဖုံးလိုက်တာနော်စစ်ကောင်စီကနေပြီးကမှငြိမ်းချမ်းရေးဖိတ်ခေါ်ရဲဆိုတာကကျွန်တော်တို့ဗာလဲငြိမ်းချမ်းရေး peace ပုံတက်ထားတဲ့ဗာလဲ
ခပ်ပတ်ကောင်းပေါ့နော်ခပ်ပတ်ကောင်းနဲ့ချွတ်ပြီးတော့ရိုက်တာပါပဲဒီလိုမျိုးသူကပောက်ကြရတယ်သူကစကလုံးလှလှလေးတုံးနေအဲ့တော့ဟိုကိုကြီးမွန်တို့မင်းကိုတိုင်တို့ကကြပြဆရာလာတော့သူကအဲ့လိုစကလုံးလှလှလေးတက်တယ် sorry လေဘင်းနာပြောရင်မန်တက်တော့အတန်းဝင်သွားတယ်အဲ့တော့သူကစကလုံးလှလှလေးတုံးပြီးကမှတကယ်တမ်းသူ့ရဲ့စကလုံးတွေရဲ့အောက်မှာဘာအနှစ်သာရမှမရှိဘူးဒါတွေမင်းကိုနိုင်အကြောင်းဖြစ်တယ်နော်အဲ့တော့ तू ကပောက်ကြရစကလုံးတွေပြောသွားတာအဲ့ပောက်ကြရစကလုံးတွေကခုနပြောတယ်တွဲတိုင်းမှာဆက်ကောင်းပါတယ်ဆိုတော့ဟုတ်တယ်ကိုဖိုးပါတယ်တွဲတိုင်းမှာဆက်ကောင်းပါတယ်ဆိုပြီးတော့ तू ကပောက်ကြရတွေရှောက်ပြောသွားတယ်အဲ့ခုဆက်ကောင်းတိုင်းကမောင်းညာမောင်းတော့ तू ဘာတတ်နိုင်သေးလဲနော်အဲ့ဆက်ကောင်းတိုင်းကစီလို့တယ်စီရပါလို့လေပတ်စံထဲကြအဲ့လိုမျိုးတွေဖြစ်နေကြတာနော်အဲ့တွဲတိုင်းမှာဆက်ကောင်းပါတယ်ဆက်ကောင်းတိုင်းကအမေရိကကိုသွားလို့ရှိရင်ဘာတတ်နိုင်သေးလဲဆိုတာမျိုးဖြစ်သွားတယ်အဲ့တော့သူ့ရဲ့ပောက်ကြရစကလုံးတွေကြောင့်တော်နိုင်ရေးကြီးကပုတ်ကားဖြစ်သွားခဲ့တယ်လေပါတယ်နော်ကျွန်တော်တို့ဆိုလို့ရှိရင်သူဘာပြောမလဲစောင့်နေတာဘာပြောသွားလဲကိုယ့်အိမ်ရှိရင်ကိုဆန္ဒပြလို့ရပါတယ်တဲ့သူများနိုင်ငံတွေမှာဆန္ဒပြရဆိုလို့ရှိရင်တကယ်ကိုပဲဟိုအခိုင်အမာခန္ဓာကြီးတွေကိုစောက်ပြီးဒီထဲကိုလူဝင်လို့မရအောင်လုပ်အိမ်မပြန်ကြနဲ့ငါတို့တပိတ်စကန်ဖွင့်မယ်အဲ့တပိတ်စကန်ကိုလူဝင်လို့မရအောင်ခန္ဓာတွေစောက်ပြနေ black list တွေကာပြီးလို့ရှိရင်ကျတော့လောက်ကြတာမျိုးရှိတယ်သူကမဟုတ်ဘူးအင်အားကောင်းနေတဲ့ဆန္ဒပြပွဲကိုဖြိုခွဲချက်လိုက်တယ်ဘယ်လိုဖြိုခွဲချက်လိုက်လဲကိုယ့်အိမ်ရှင်တွေကိုဆန္ဒပြလို့ရပါတယ်ဆိုဟုတ်ကိုယ့်အိမ်ရှင်တွေကိုဆန္ဒပြမှတော့ပြီးပြီပေါ့ဘာမှလုပ်မရတော့ဘူးနော်အဲ့တော့ဗာလဲဆိုတော့အဲ့ဆန္ဒပြပွဲကြီးကိုဖြိုခွင်းတော့တယ်မင်းကိုနိုင်မယ်လူငယ်တွေကိုတောင်းလဲခေါ်တော့တယ်မင်းကိုနိုင်မယ်မနိုင်လို့ရှိရင် तू ကသူ့မှာအပြစ်ဖြစ်တယ်ဆိုတော့ तू တာဝန်ခံမယ်ဆိုတော့ तू မသိဘူးလားနော်ကျွန်တော်တို့ကမသိဘူးဘာလို့မသိရကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကမကြုံဘူးလေ88တော့ကျွန်တော်တို့က6တန်းကျောင်းသားပဲရှိသေးတာလေပြန်ဖတ်ကြည့်ကမှဒီလူကငါတို့ကိုအမှောင်ထဲကိုဆွဲခေါ်တော့တာပါလားဆိုတော့ကျွန်တော်သိခဲ့တာထားလိုက်တော့ကိုကြီးအောင်ပြန်လှည့်အောင်ကိုကြီးကလည်းသူကတကယ်တမ်းကြလို့ရှိရင်သူတို့87ကျောင်းသားအုပ်စုထဲမှာသူကတကယ် master brain ဆိုပြီးသူ့ကိုမြှောက်ထားကြတယ်ပေါ့နော်ဥက္ကိုကြီးကျွန်တော်လေးစားတဲ့အထီထဲမှာနည်းနည်းပါခဲ့သေးတယ်ပေါ့နော်ဒါပေမဲ့ तू ကနာသွားတာဘယ်လိုနာသွားလဲနော်2015မှာ तू က NLD ကနေပြီးတော့ရွေးကောက်ပွဲဝင်စင်ပါတယ်ဆိုပြီးကမှရှောက်လွှတ်တင်တယ်အမေဆိုရိုက်ချလိုက်ရောအမေဆိုရိုက်ချလိုက်သူကမထည့်ဘူးသူ့ကိုမထည့်ဘူးအဲ့တော့ तू ကအမတ်ဖြစ်ရမယ့်ကိစ္စမှာသူ့ကိုမထည့်ရုံနဲ့မကဘူးအမေဆိုလို့ခေါင်းဆောင်ကညင်းလိုက်တဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ NLD ကနေပိန်းနီဘောအုပ်စုကြီးကဥက္ကိုကြီးဝိုင်းဆဲကြရောဝိုင်းဆဲကြတော့ဘာဖြစ်တော့နိုင်ငံရေးမှာနော်ဘာပဲဖြစ်ဖြစ်တဘာတော့ရှိတယ်သူက idea တော့ရှိတယ်သူမှားတော့တစ်ချက်တည်းပါလဲဆိုတော့သူကအခုဖြစ်ပြနေတဲ့နော်နိုင်ငံရေး platform မရှိတဲ့မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးကြတဲ့နိုင်ငံရေး platform ကပြိုကျသွားတယ်နိုင်ငံရေးလမ်းစဉ်ပျောက်သွားတယ်ကျွန်တော်ဆန္ဒပြပွဲမှာနိုင်ငံရေးလမ်းစဉ်အမြင့်ဆုံးရောက်ခဲ့တယ်နော်ဗာလဲ non violence resistance ဒီအမြင့်ဆုံးဆန္ဒပြပွဲနှစ်ငါးလုံးမှာအမြင့်ဆုံးရောက်ခဲ့တယ်အဲ့ non violence resistance ကိုကျွန်တော်တို့ကစစ်တပ်ကနေတနက်နဲ့ပြစ်ခတ်ပြီးဖြိုခွင်းလိုက်တဲ့အချိန်မှာ non violence ကနေဘာလုပ်ကြမလဲတွေးတာတချို့ကဘာလဲဆိုတော့ non violence ကိုစက်ကင်ထားကျွန်တော် non violence ကိုစက်ကင်ထားဆိုတဲ့ idea ထဲမှာပါတယ်နိုင်ကျင်လို့ရှိရင်ဗာလဲအကြမ်းမဖက်နဲ့ကျွန်တော်အဲ့လို post တင်ခဲ့ဝိုင်းဆဲကြတာပေါ့သိလားဘာလို့လဲဟိုမှာပြစ်နေပြီလေတတ်နေပြီလေငါတို့ဒီတိုင်းပဲငုံခံနေရမှာလားအဲ့ဒီမှာဘာဖြစ်လဲပထမဆုံးကျွန်တော်တို့ကနိုင်ကျင်လို့ရှိရင်အကြမ်းမဖက်နေဆိုတာနေပြီးငါတို့တွေတော်ရဲဆင်းမှဖြစ်မယ်ငါတို့တွေလက်နဲ့ပြန်ကင်မှဖြစ်မယ်ဆိုပြီးကမှလမ်းပေါ်ကိုဆွဲခေါ်သွားတဲ့အုပ်စုက NUG အုပ်စုမင်းကိုနိုင်တို့အုပ်စုအဲ့တော့ဘာဖြစ်လဲရိုးဆက်ခေါ်တာမဟုတ်ဘူးအားလုံးဒီနိုင်ကျင်လို့ရှိရင်လက်နဲ့ကင်ရဆိုတဲ့လမ်းစဉ်တဲ့အခါကျလို့ရှိရင်ဘာလုပ်သွားလဲဆိုတော့တော်ရဲကိုမစင်းတဲ့သူမှန်သမျှဒလန်မြို့ပေါ်မှာနေတဲ့သူမှန်သမျှစစ်ကောင်စီနဲ့ခံဝန်ထိုးနေတဲ့သူမှန်သမျှဒုက္ခပေးတဲ့သူဒီလိုတွေးသွားကြတာအဲ့လိုတွေးသွားကြတော့တွေးအောင်လဲကျွန်တော်တို့ NUG ကနေပြီးမှပုံဖော်ပြခဲ့ကြတယ်ဘာလို့လဲမြို့ပေါ်မှာကြံနေတယ်မြို့ပေါ်မှာမခွဲနိုင်မခွာရလုံးနေတဲ့အမတ်တွေအကုန်လုံးဒီဒလန်ဆိုတာမျိုးစစ်ကောင်စီကိုခံဝန်ထိုးလို့တစ္ဆာပေါက်ဆိုတာမျိုးကျွန်တော်တို့က NUG ကနေပြီးမှပုံဖော်ခဲ့ကြတယ်အလုံးမစင်းရင်အလုံးပြန်ဆင်းလို့ရှိရင်နန်းစီတီကနေဒီရန်သူကျောင်းတက်တဲ့နန်းစီတီကျောင်းသားတွေဒီရန်သူနော်
မြို့ပေါ်မှာကြံနေခဲ့တဲ့ NLD အမတ်တွေ့သည်ရန်သူဒေါ်အောင်ဆန်းစုကြည်ကိုသွားတွေ့တဲ့ကိုတိုးလွင်ဒေါ်စန္ဒာမင်းဦးဝင်းမြင့်အောင်ဒီအုပ်စုသည်သစ္စာပေါက်ရန်သူကိုဝင်းမြင့်အောင်ဖမ်းဦးဝင်းမြင့်အောင်ဖမ်းဒီလိုမျိုးလုပ်ခဲ့ကြတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးအသိမကြွယ်ဝတဲ့ပြည်သူတွေကိုနော်အဖြူနဲ့အမဲပဲတွေးရတဲ့ပြည်သူတွေကိုဟိုကောင်တွေကအမဲဆိုတဲ့ဘက်ကိုတွန်းပို့ခဲ့ကြတယ်နိုင်ငံရေးအဲ့လောက်မရိုးရှင်းအဲ့လိုမရိုးရှင်းတော့ဘာဖြစ်သွားလဲကိုကြီးတွေလည်းရန်သူဖြစ်သွားတာအမှန်တမ်းပြောရလို့ရှိရင်နိုင်ငံရေး platform ဆိုတာရှိကိုရှိရ1990နော်1990မှာနော်နိုင်ငံရေးကိုအသေးတက်တာခင်ဗျဘယ်လိုသေးတက်လဲအဲ့ဒီ90ပြည့်နှစ်ကအနိုင်ရထားတဲ့အမတ်တွေအကုန်လုံးကိုဖိအားပေးပြီးခံမှနော် NLD ပါတီကနေနှုတ်ထွက်ခိုင်းတယ်ဘာဖြစ်လို့နှုတ်ထွက်ခိုင်းတာလဲကျွန်တော်တို့ဒီ NLD ပါတီလမ်းစဉ်ကိုမယုံကြည်တော့ကြောင့်ပါတီမှနှုတ်ထွက်ပါသည်ဆိုတဲ့စာကိုရေးခိုင်းတယ်မရေးလို့ရှိရင်တို့အကျယ်ကျုပ်ချုပ်တာတို့နှိပ်စက်တာတို့နေရာရွှေ့တာဘာညာမျိုးစုံနှိပ်စက်တာပေါ့နော်ထားပါတော့အဲ့လိုဖိအားပေးတာမခံနိုင်တဲ့အမတ်တွေကနှုတ်ထွက်တယ်နှုတ်ထွက်တာတွေအကုန်လုံးကိုကျွန်တော်တို့မြမအလင်းတို့ကျေးမုံတို့သတင်းစာတွေမှာခေါင်းကြီးပိုင်းကနေပြီးတော့တောက်လျှောက်နေတိုင်းပေါ်ပြတယ်အဲ့လိုနေတိုင်းပေါ်ပြတဲ့အချိန်မှာပြည်တွင်းနိုင်ငံရေး platform အရေးကြီးပါတယ်ဆိုပြီးကမှသိခဲ့ကြတဲ့နော် NLD ပါတီခေါင်းဆောင်တချို့ကနော်ထားပါတော့နာမည်တွေကိုကျွန်တော်မပြောတော့ဘူးနော်ဦးကြည်မောင်တို့ပါကြဦးအောင်ရွှေတို့နော်ခေါင်းဆောင်ချို့ကဒေါ်အောင်ဆန်းစုကြည်ကိုပါတီကနေထုတ်ပယ်လိုက်တယ်သဘောပေါက်လားပါတီကနေထုတ်ပယ်လိုက်တယ်နော်ခင်ဗျားတို့ချစ်ခင်မြတ်နိုးလွန်းလာတဲ့ဒေါ်အောင်ဆန်းစုကြည်ပါတီရဲ့အုပ်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပါတီကနေထုတ်ပယ်လိုက်တယ်။ဘာဖြစ်လို့လဲပါတီဆက်လက်ရှင်တန်ဖို့ NLD ပါတီဆက်လက်ရှင်တန်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုပါတီကနေထုတ်လိုက်တာဘယ်သူကအရေးကြီးလဲဒေါ်အောင်ဆန်းစုကြည်ရဲ့နံပါတ်1လားပါတီရဲ့နံပါတ်1လားပါတီရဲ့နံပါတ်1လို့ခံယူလိုက်တာဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်လွတ်သွားတဲ့အချိန်မှာအဲ့လူမျိုးကဒေါ်အောင်ဆန်းစုကြည်သွားပြီးကမှကဲအမကြီးကျွန်တော်တို့တော့ဟောက်လို့လုတ်ထားတယ်အမပါတီကိုအမပြန်ယူပါဒေါ်အောင်ဆန်းစုကြည်ကဘာပြောလဲကဲကျွန်မတို့အလုပ်တွေပြန်လုပ်ကြစို့ပြီးသွားပြီဒီအချိန်မှာပါတီကိုအပြတ်မခံခဲ့တဲ့ NCGUB ကနေပြီးကမှလူတွေမြန်မာပြည်ကိုပြန်ဝင်ခွင့်တောင်းတဲ့အချိန်မှာဒေါ်ဆန်းစုကြည်ကသူတို့ကိုတွေ့ရင်တော့တွေ့မယ်ဒါပေမဲ့သူတို့ကို NLD ပါတီရဲ့အဝေးရောက်ပါတီဝင်တွေအဖြစ်အသိမှတ်မပြုတော့ဘူးဆိုတော့သဘောပါလေပြည်တွင်းနိုင်ငံရေး platform ကနေပြီးတော့ပြည်ပနိုင်ငံရေး platform ကိုခုံတက်သွားတဲ့သူတွေဒေါ်ဆန်းစုကြည်ကအသိမှတ်မပြုခဲ့ဘူးNLD LA ကိုဒေါ်အောင်ဆန်းစုကြည်အသိမှတ်ပြုခဲ့လားမပြုခဲ့လားပြန်စဉ်းစားကြည့်နော်အဲ့တော့ကျွန်တော်ပြောတဲ့သဘောကဘာလဲပြည်တွင်းနိုင်ငံရေး platform ကို NUG ကနေပြီးဖြုတ်ချပြလိုက်တဲ့အချိန်မှာဥက္ကိုကြီးကနော်ဥက္ကိုကြီးက platform တစ်ခုရှိတော့ရှိရမယ်ဆိုပြီးကမှသူကနေပြီးကမှရွေးကောက်ပွဲဝင်တယ်ဘယ်ပြော့ကောင်းမလဲဥက္ကိုကြီးဝိုင်းဆဲတာပေါ့နော်ဝိုင်းဆဲတာပေါ့တော်တော်နေဆဲကြတယ်ပြည်တွင်းနိုင်ငံရေး platform ဒါပေမဲ့ဥက္ကိုကြီးကိုကျွန်တော်မှန်တယ်မပြောဘူးဥက္ကိုကြီးရဲ့အတွေးခေါ်ကိုကျွန်တော်သူ့ရဲ့ interview တွေသွားကြည့်တော့ဘာလဲဆိုတော့ဤသူအတွက်နည်းနည်းလေးတော့လုပ်ပေးနိုင်လိမ့်မယ်ထင်လို့ဆိုတဲ့သဘောကမင်းအောင်လည်းအစိုးရဆိုးနေပြီဒါပေမဲ့တကယ်လို့မြတ်သူတို့များအာဏာရလာလို့ရှိရင်ပြည်သူဘက်ကနေပြီးတော့ရက်တီပေးနိုင်မယ်ထင်တဲ့အတွက်ကြောင့်နိုင်ငံရေး platform ရှိအောင်စူးစမ်းပြီးကမှဒီနိုင်ငံရေး platform မှာတက်ရက်ဖို့စူးစမ်းလာဒါပေမဲ့ဘာဖြစ်သွားလဲနော် diverse နော်ကျွန်တော်တို့မိစ္ဆာဆိုတာကအပေးယူလို့မရဘူးဘာဂိမ်းလုပ်လို့မရဘူး diverse ဘာဂိမ်းဆိုတာလက်ခံလို့မရဘူးမိစ္ဆာနဲ့အပေးယူလုပ်တဲ့ခါကျဘာဖြစ်သွားလဲဥက္ကိုကြီးအခုဘာဖြစ်သွားလဲနိုင်ငံတော်အတိုင်ပင်ခံကောင်စီထဲမှာအဖွဲ့ဝင်ဖြစ်သွားတယ်အဲ့ဒါကစစ်ကောင်စီနဲ့လုံလုံပူးပေါင်းသွားတဲ့အဆင့်ကိုရောက်သွားတာလေမဟုတ်ဘူးလားဆိုလိုတဲ့သဘောကဥက္ကိုကြီးဒီပထမဆုံးအဖြစ်ပြည်သူဘက်ကိုရက်တီဖို့ရက်တီဖို့စူးစမ်းခဲ့ရဆိုတော့အမြင်လေးကျွန်တော်မှရှိတယ်ဘယ်အချိန်ထိလဲရွေးကောက်ပွဲဝင်မှုစူးစမ်းရသည်ရွေးကောက်ပွဲလဲသူမနိုင်ရောသူ့မှာဘာမှ platform မှမရှိရောရတဲ့ platform ပေါ်တက်လိုက်တာဘာဖြစ်သွားလဲစစ်ကောင်စီဘက်က platform ပေါ်ရောက်သွားတာဖြစ်တယ်အဲ့တော့မင်းကိုနိုင်လဲလစ်ကိုကြီးလဲလစ်ဒီလိုပဲကျွန်တော်ပြောရတော့ဘာလို့လဲမင်းကိုနိုင်ဒီပြည်သူဘက်ကလိုလိုနဲ့ပြည်သူကိုမညာမတာနဲ့ရုံမာခဲ့တယ်နော်မနိုင်တော့ရင်မနိုင်တော့ဘူးပြောရမယ်ကျွန်တော်ခဏပြောတယ်ဆရာဝန်လူနာဥပမာလူနာဒီနော်ကိုမရတဲ့ယောဂဝင်သွားတဲ့ခါကြလို့ရှိရင်ဒီလူနာကိုပေးသိရမယ်
ဘာလို့ပေးတည်ရမလဲသူ့မှာ6လပဲကြာလို့ရှိရင်ဒီ6လအတွင်းမှာသူ့အနေနဲ့ကြိုပြီးကမှပြင်ဆင်စရာရှိရတာသမီတွေမှားစရာရှိရသူရေးစရာရှိရရေးရမယ်ကြွစရာရှိရမယ်ခွဲဝေစရာရှိရခွဲဝေရမယ်မင်းဘာမှမဖြစ်ပါဘူးကွာမင်းခဏနေကောင်းတာမှလူနာစိတ်မစင်းအောင်လို့ဆိုပြီးတော့လူနာစိတ်မစင်းအောင်လို့ဆိုပြီးကမှနှစ်သိမ့်ထားလို့ရှိရင်ဒီ6လလုံးလုံးဟာသူယောဂပြောင်းလို့နဲ့မျောပြီးကမှဘာမှမလုပ်လိုက်ရဘဲနဲ့တည်သွားမှာအဲ့ခါကျဘာဖြစ်သွားလဲလူနာအတွက်သူ့ရဲ့တန်ဖိုးရှိလာတဲ့တည်တော့မဲ့အချိန်6လကိုဘာမှလုပ်ချင်မရလိုက်အဲ့ဒီတိုင်းပဲမြန်မာပြည်သူပြည်သားတွေကတော်လိုင်းရှုံးပြီဆိုတဲ့အကြောင်းကိုပြောရမယ်နိုင်တော့မှမကြိုင်ငါတို့ဗာလဲအထွေထွေဆိုရီစင်တော့မှဆိုတော့ MUG အဖွဲ့ကနေပြည်သူပြည်သားတွေကိုဖော့ဆောက်တွေပေးပြီးကမှသွားလာတဲ့အတွက်ကြောင့်ပြည်သူပြည်သားတွေကအခု9နှစ်အတွင်းမှာတော်လိုင်းနိုင်တော့မယ်ထင်တန်လန်းနဲ့တိုင်းပြည်က250လောက်နောက်ကျသွားတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဗာလဲဆိုတော့ပြည်သူကိုဖော့ဆုပ်မပေးရဘူးခုနပြောတယ်ကိုကြီးကဘာလုပ်သွားလဲသူက reverse နဲ့ bargain လုပ်သွားတယ်နော်မှတ်ပြီသူ platform တေးသေးလေးရလို့ရှိရင်ပြည်သူတို့လုတ်ပေးနိုင်ပါမယ်ဆိုတော့အတ္တနဲ့သူကနေပြီးလုံရင်းဘာဖြစ်သွားလဲသူကပြည်သူနဲ့ဆန့်ကျင်မဲ့အရက်ကိုရောက်သွားတယ်သူကတစ်သက်လုံးခေါင်းဖော်လို့မရတော့ဘာဖြစ်လို့လဲကျွန်တော်ကခေါင်းဖော်ဝင်ပေးတယ်ဆိုလို့ရှိရင်ဘယ်ချင်းကြီးပေးလဲရွေးကောက်ပွဲဝင်တဲ့အထိပေးတယ်သို့တော်လည်းပဲနိုင်ငံတော်တိုင်ပင်ခံကောင်စီမှာကိုကြီးဝင်သွားတဲ့အချိန်ကစပြီးကျွန်တော်သူ့ကိုတွားလက်ပြည်သူကိုဖောက်ဆုပ်ပေးပြီးကမှအခုအထိ NUG ကကောင်းပါတယ်လုံနေတဲ့အချိန်ကစပြီးကမှမင်းကိုနိုင်လဲလက်ပေါ်ဦးထွန်းလဲလက်ကျွန်တော်ဒီလိုပဲပြောတာကျင်းတတ်လားမကျင်းတတ်ရင်လဲသေးနော်အဲ့တော့အဲ့နှစ်ယောက်လုံးကိုကျွန်တော်တို့ကအခုလောလောဆယ်မှာကျွန်တော်အမြင်မကြည့်နိုင်တော့ဒါဒီကျွန်တော်ပြောပြခြင်းနဲ့မင်းကိုနိုင် versus ကိုကြီးရဲ့အကြောင်းဖြစ်တယ်နော်အကြောင်းနဲ့လက်သွားတယ်ကြာကြီးဖြစ်သွားတယ်အဲ့တော့နောက်တစ်ခုဆက်ပြောအောင်နော်နောက်တစ်ခုကကျွန်တော်ဗာရွေးရမယ်မသိသေးဘူးနော်ရွေးလိုက်တော့ BC ဒါမှမဟုတ် social punishment versus အနုပညာရှင်ဒါကဟိုနေ့ကကျွန်တော်ထင်တယ် DPV လား DPV ကနေပြီးကမှ debate လုပ်တယ်နော် debate လုပ်တယ်နော်ရဲမင်းဆိုဘယ်လိုရဲမင်းကြောင့်ကျွန်တော်သိမသိဘူးရဲမင်း versus တကူမှဆိုတော့ရဲမင်းကကျွန်တော်ကသိပြီးကအာယုံထဲမှာမရောက်ဘူးဆိုတာသူကကျွန်တော်တော့ခဏနာမည်ခေါ်ပြီးကမှဟိုခုနကပွဲရှာနေတာတော့သိတယ်သို့တော်လည်းပဲအဲ့ရဲမင်းကိုကျွန်တော်ကအရန်ကြီးဟိုဘယ်လိုခေါ်မလဲ attention မပေးချင်အောက်တန်းစားအုပ်စုကအောက်တန်းစားလိုပဲထားတာကောင်းတယ်တခုမှသာနည်းနည်းကြီးလွန်းလို့ကျွန်တော်ကဟိုလောက်တာဟိုဘယ်လိုခေါ်မလဲ impact ကြီးလို့ကျွန်တော်တခုမှကိုကျွန်တော်ထိုင်ပြီးတော့ဟိုသူ့ကိုဟို project တစ်ခုနေနဲ့လောက်တာပေါ့နော်အဲ့လိုမျိုးရဲမင်းအကြောင်းကျွန်တော်အာယုံထဲမှာမရောက်ဘူးရဲမင်းတို့ဟိုငစွဲတို့သူတို့ကတကယ်တမ်းကြလို့ရှိရင်မဖုတ်လောက်မတုတ်လောက်လေခရမ်းလေးလို့ပေါ့နော်မဖုတ်လောက်မတုတ်လောက်ဖုတ်ပြီးတုတ်ရမယ့်အရွယ်မှာဖုတ်လောက်မတုတ်လောက်လေးတွေကျွန်တော်ကအာယုံနဲ့မထည့်ဘူးနော်သူဆိုလို့ရဲငစွဲဆိုလို့ရှိရင်ပါလေအလကားကောင်မယ်သူကတကယ်တမ်းတော်လှန်ရေးအကြောင်းပြပြီးကမှဖန်ရှာပြီးကမှတိုက်တယ်လို့ပါလုပ်နေအလကားကောင်ရဲမင်းလည်းအတိုင်းပဲလကားကောင်အဲ့လကားကောင်ကိုကျွန်တော်အာယုံနဲ့မထည့်ဘူးနော်မင်းတို့လည်းမထည့်နဲ့ထည့်လို့ရှိရင်ဘာလို့လဲလကားကောင်တွေတန်ရှင်းပြီးလို့ရှိရင်သူကဘဝင်နေရမ်းမြင်ကုန်ရတာဟုတ်လားဘဝင်နေမြင်ပြီးကမှသူ့ကိုယ်သူဘာကြီးဖြစ်ကုန်ရမသိအဲ့လိုမျိုးတွေဖြစ်ကုန်တာမပေးနဲ့တန်ရှင်းမပေးနဲ့နော်ထားပါတော့နော်အဲ့တော့ကျွန်တော်ခု BC social punishment နဲ့ကျွန်တော်အမှုပညာရှင်တွေကြောင့်ပြောပြအောင်ပါနော် BC လုပ်တယ်ဆိုတော့ကျွန်တော် boycott လုပ်တယ်ဆိုတာ boycott လုပ်တာပေါ့နော် social punishment လုပ်တယ်လေ social punishment လုပ်တာပေါ့သူတို့လူရမသုံး BC ဆိုရင်မသုံးဘူးဒီကတလုံးနဲ့ပြောရင် social punishment ဆိုရင်လူရမသုံးဘူးဘာလို့လူရမသုံးလဲငါတို့ရဲ့တော်လိုင်းရေးမှာမပါလို့လူရမသုံးဘူးဟာဟုတ်တော့ဟုတ်နေတော်လိုင်းရေးမှာမပါတာစောက်ပြက်လားကတော့ပါရဲ့ကျွန်တော်ထင်ခဲ့မိတာအဲ့ဒါအပြစ်လို့ထင်ခဲ့မိတာသဘောပေါက်လားဘာလို့လဲဒီမှာမတရားမှုကြီးမြင်နေရပြီမင်းအောင်လန်နေပြီးကမှဒေါ်စန်းစုကြည်ကိုမတရားဖမ်းပြီးကမှအာဏာသိမ်းပစ်လိုက်ပြီအဲ့တော့ဒီမတရားမှုကြီးကိုငါတို့ကစန့်ကျင်ကြမယ်ကျွန်တော်တွေးတာပေါ့အဲ့တော့စန့်ကျင်တဲ့ထက်မှာမပါတဲ့ကောင်တွေဒီကောင်တွေလည်းမတရားဘူးဘာမှမဆိုင်ဘူးစ
စန့်ကျင်တဲ့အထဲမှာမပါလေသူတို့မတရားရမဟုတ်ဘူးလေမတရားတဲ့ကောင်တက်တက်လေကျွန်တော်ကအဲ့ဒီတော့ကမန်တက်ပြီးကမှတွေးခဲ့မိတာနော်အဲ့တော့တချို့သောအမှုပညာရှင်တွေကိုကျွန်တော်ခုနပြောလို့ဘောမလို့ခေါ်ခဲ့မိတယ်တချို့ဘောမချင်းမှမှားမယ်ဒါကကျွန်တော်တို့ကမှားသွားရင်တောင်းပန်ရမယ့်ကိစ္စတွေဖြစ်တယ်နော်အဲ့တော့ကျွန်တော်ခုအရင်တော့တွေးခဲ့မိတာကဘာလဲဆိုတော့ကျွန်တော်ကတော်လှန်ရေးမန်တက်ပြီးကမှဆန္ဒပြပွဲမန်တက်ပြီးကမှနော်ဒီ social punishment လုပ်တဲ့လူတွေဆိုပြီးပြောခဲ့တာကြီးကျွန်တော်ပြောခဲ့တဲ့လူတွေအတွက်ကျွန်တော်တော့တောင်းပန်တယ်အခုချိန်မှာဘာဖြစ်လို့လဲဆိုတော့ပြည်သူအနေနဲ့ရွေးပိုင်ခွင့်ရှိတယ်နော်သူတို့ကိုမကြိုက်ဘူးမကြိုက်ပေမဲ့မပြောဘူးကွာငါပြောလိုက်လို့ရှိရင်ငါဒုက္ခရောက်သွားကြည့်ရဆိုပြီးတော့ငြိမ်နေတဲ့လူတွေရှိနိုင်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဘာလဲဆိုတော့အမှုပညာရှင်တွေမှာတာဝန်ရှိတယ်ဆိုပြီးကမှကျွန်တော်တို့တွေးလိုက်ကြတယ်နယ်စီဒီအန်ဒီမှာတာဝန်ရှိရလို့ကျွန်တော်တွေးလိုက်ကြတယ် no ပြန်စဉ်းစားကြည့်ကျွန်တော်တို့မှားတာကျွန်တော်မှားတာတာဝန်ရှိမနေဘူးဘာလို့လဲသိလားသူအာနာသိန်းနဲ့သူအာနာသိန်းတဲ့ကိစ္စလေဘာနဲ့တူလဲကျွန်တော်ခဏပြောဘူးလေကျွန်တော်ကိုလည်းကျွန်တော်တို့ဒီစီဝေးတစ်ခုမှာကျွန်တော်တို့ဆရာတယောက်ကဒီသူ့ရဲ့ဒီဥပမာလေးကိုပြောတော့တာပေါ့ဘာပြောတာလဲဆိုတော့ဘန်တပန်ကိုကွာတဲ့ဓမြတိုက်တယ်မဟုတ်လားတဲ့အဲ့ဒီဘန်ကိုဓမြတိုက်ရင်ဘာလုပ်မလဲဆိုပြီးကြမှာဘန်ရဲ့လုံခြုံရေးဝန်ထမ်းတွေကိုတင်ပေးထားရတယ်တဲ့ဘာတင်ပေးထားရသိလားအဲ့ဒီဓမြလိုချင်တာထုတ်ပေးဖို့တင်ပေးထားရတယ်ဓမြကိုမခုခံဖို့တင်ပေးထားရတယ်တဲ့ဘာဖြစ်လို့လဲတဲ့ခုခံလိုက်ရင်ကိုကအရင်သေမှာတဲ့ပတ်စံနဲ့လူနဲ့ဘယ်ဟာတန်မိုးရှိလဲပတ်စံကတန်မိုးရှိတာမဟုတ်ဘူးလူကတန်မိုးရှိတာကျွန်တော်လည်း NUG စိတ်တွေပါသွားပြီနော်လူကတန်မိုးရှိတာဆိုလိုတဲ့သဘောကဘာလဲဆိုတော့ဘန်ကိုဓမြတိုက်တဲ့အခါမှာအဲ့ဒီဘန်ရဲ့လုံခြုံရေးကဓမြတိုက်လို့ရှိရင်အဲ့ဒီဓမြကိုခုခံရမယ်ဆိုတဲ့တာဝန်မရှိဘူးအဲ့ဒီဓမြလိုချင်တာလုပ်ပေးလိုက်ဆိုတဲ့တာဝန်ပဲရှိတယ်ဘာလို့လဲအဲ့ဒီဓမြကိုခုခံလို့ရှိရင်ကိုယ့်ရဲ့တန်မိုးရှိတဲ့အသက်ပါသွားမယ်တန်မိုးမရှိတဲ့ပတ်စံတွေဘာဖြစ်သွားမလဲထိမ့်သိမ်းရာရောက်သွားမယ်အဲ့တော့အသက်နဲ့ငွေပဲဟာတန်မိုးရှိတယ်အသက်ကတန်မိုးရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဘန်တပန်ကိုဓမြတိုက်လို့ရှိရင်ဘန်ရဲ့လုံခြုံရေးဝန်ထမ်းတွေဟာဒီဓမြကိုခုခံမှုတာဝန်မရှိဘူးအဲ့ဒီအတိုင်းပဲကျွန်တော်ပြည်သူတွေဟာနော်မင်းအောင်လိုင်ကအာဏာသိမ်းတဲ့အခါကျလို့ရှိရင်ဒီမင်းအောင်လိုင်ကိုနော်ဆန္ဒပြဖို့တာဝန်မရှိဘူးဒါပေမဲ့ကိုယ်တာဝန်ကိုယူပြီးတော့ဆန္ဒပြတယ်ဒါကျေးဇူးတင်နေရကောင်းတဲ့အချက်ကိုယ်တာဝန်ကိုယူပြီးတော့စီကြံလုပ်တယ်ဒါကျေးဇူးတင်နေရကောင်းတဲ့အချက်သို့တော်လည်းပဲဆန္ဒမပြတဲ့အတွက်စီဂျီယံမလုပ်တဲ့အတွက်သူတို့ကိုအပြစ်တင်မှုဘာဆောက်ကြောင်းမှမရှိဘူးနော်တောင်းမရှိဘူးဒီမိုကရေစီဆိုသူတို့ဆန္ဒမပြတဲ့အတွက်သူတို့ဘာဖြစ်ရမှာတော့အဲ့တော့ကျွန်တော်တို့အခုဘာလုပ်လဲဆိုတော့စဉ်းစားကြည့်နော်အခု Patricia ပြန်ကြည့်ကြည့်အောင်နော်အဲ့ဘာလဲဆိုတော့အခုကျွန်တော်တို့အနုပညာရှင်တွေဘာဆိုင်ခန်းလိုက်တို့မပါအောင်လို့ဆွဲခေါ်ကြတာဟိုမှာကိုနဲ့မျက်နှာလေးကိုလေအုတ်ထုတ်လေးဆောက်ပြီးမျက်နှာလေးတက်မတ်လေးစီးပြီးလိုက်လာတယ်ကိုနဲ့လိုက်လာတယ်သူဘယ်ပါချင်နေမလို့ဘာလို့ဆိုတော့ခန်းလိုက်ရဲ့ကျွန်တော်ကြားလာပြောတာနော်ဟုတ်မသိဘူးနော်ဒါပေမဲ့ကျွန်တော်ကြားတာမှန်တယ်လို့ရှိပါတယ်ခန်းလိုက်ရဲ့တစ်နှစ်စာဝင်ငွေကိုသူကခင်တီးသက်မွန်တို့ကစာချုပ်ထားတာသူဘာရှိုးပွဲလို့ဘာလို့ရသမျှအမြတ်တွေအကုန်လုံးကိုခန်းလိုက်ရောင်းထားတာဘယ်လိုရောင်းထားလဲခုနတီးသက်မွန်တို့စီကိုရောင်းထားတာဘယ်လိုရောင်းထားလဲကဲငါ့ကိုတစ်နှစ်ကိုသိန်းတော့2000ဆို2000ပဲဒီ2000ဟာငါကိုယ်ပိုင်ယူလိုက်မယ်ကျန်တဲ့ငါရဲ့လုံးသမျှအနုပညာလှုပ်ရှားမှုမှန်များရတဲ့ပတ်စံများနေယူဆိုပြီးတော့အဲ့လိုလောက်ရောင်းထားတာဒါသတင်းကြတာနော်ကျွန်တော်ကိုရဲပြောတာထားလိုက်တော့အဲ့တော့ခန်းနေကသူ့ရဲ့ထမင်းအိုးကြီးကိုကွဲပြီးကမှလိုက်လာရတာလေကိုနဲ့မလိုက်ရင်လည်းဝိုင်းဆဲဦးမှာဝိုင်းဆဲတော့လိုက်လာတော့လည်းဘာဖြစ်တယ်ဘာဆိုင်ရောဘာလုပ်လဲမသားမရမျက်နှာမသားမရနဲ့လိုက်လာဆိုပြီး busy လုပ်တယ်လိုက်လာတဲ့တန်းနဲ့ကို busy လုပ်ခံရတာဘာဆိုင်ရတယ်သူခင်ဗျားလည်းတနာစီရအဲ့ဒါနဲ့သူကအခုနောက်ပိုင်းပြန်ပြီးကမှလူတွေလည်းတော့ပြန်ပြီးတော့တက်သွားတယ်ပေါ့နော်ဆိုတော့ဘာလဲဆိုတော့အဲ့ဒီအချိန်ကအမှုပညာရှင်တွေကိုမပါရင်ပါအောင်လို့ဆိုပြီးကမှဇွတ်ကိုပဲသိရမလားချင်းချောက်ခေါ်လိုက် busy လုပ်ပါလိမ့်မယ်နင်တို့ကိုဘိုင်ကောက်လို့မှနင်တို့ကို social punishment လုပ်မှတော့ဆိုပြီးကမှချင်းချောက်ခေါ်ခဲ့တာချင်းချောက်ခေါ်ပြီးပါလာပြီးတော့ကဲခုမနိုင်တော့ကြတော့သူတို့အလုပ်လူပညာလုပ်ကိုသူတို့ပြန်လုပ်တဲ့ခါကျဘာလုပ်လဲအဲ့ဒီအချိန်ကလက်သုံးချောင်းထောင်ခဲ့တဲ့ပုံလေးအဲ့ဒီအချိန်ကတင်ခဲ့တဲ့ပို့ချီကိုပြန်ပြီးခံမှကင်ထားတာတ
သိလားကင်ထားပြီးကဒါနဲ့သွားချင်းချုပ်တာနော်အခုပါလေကျွန်တော်တို့ပက်ထရရှာလာလည်းဒီပုံကြီးတော့သွားပြပြီးကမှသူတို့သွားပြီးကမှဟိုချင်းချုပ်တာပေါ့ဒါဘာပဲဖြစ်တော့သူ့ကိုတယောတာပေါ့တယောတော့ဘာဖြစ်လဲနောင်များဆိုလို့ရှိရင်နင်တို့အမှုပညာရှင်တွေကလေနင်တို့ဆန္ဒပဲပြဘာပြစောက်ကိုဆိုင်မှာမဟုတ်တော့ဘာလို့လဲနင်တို့လုပ်တဲ့အကျင့်ကကောင်းမှမကောင်းတာတစ်ချိန်တော့လည်းဆန္ဒပြတော့လည်းမပြလို့ဆိုချင်းချုပ်ခေါ်တယ်နော်မလင်းလင်းနဲ့လာ join ပြီပါလောက်မှကျွန်တော် join ပေးလိုက်ရမလားနော်နင်တို့ဆန္ဒပြတော့လည်းမပြလို့ဆိုပြီးချင်းချုပ်ခေါ်တယ်ဟဲ့ပြပြီးတော့သွေးတော့ကြလေသိမလားဒါကြီးကိုပြပြီးကမှဟောတွေ့လာနင်အရင်တော့ဆန္ဒပြခဲ့တာနော်နင်အရင်တော့ဆန္ဒပြခဲ့တာနော်ဆိုပြီးကမှစစ်ကောင်စီနဲ့တိုက်ပြီးနင်တို့ကလူယုံမာတယ်အဲ့တော့ခုန BC တို့ social punishment တို့ကနော်ပြန်စဉ်းစားကြည့်နော်အခု FNCC ဘညာဆိုတာလေသူတို့မကြိုက်ရင်မကြိုက်တယ်လို့ social punishment လုပ်ခိုင်းတာသူတို့မကြိုက်ရင်မကြိုက်တယ်လို့ BC လုပ်ခိုင်းတာဘာမှမဆိုင်ဘူးပို့ BC လုပ်ပူပို့ကထောင်ကျသွားတဲ့လူလေပိုင်တကူ BC လုပ်ပိုင်တကူ social punishment လို့ပိုင်တကူရတဲ့သူဆန္ဒပြလို့ထောင်ကျသွားတယ်လူအဲ့လိုဆန္ဒပြလို့ထောင်ကျသွားတဲ့သူတွေကို social punishment လုပ်ခိုင်းတဲ့သူတွေကအရင်ဆုံးထွက်ပြေးခဲ့တဲ့ကောင်တွေမိုက်ရိုင်းလိုက်တာနော်အင်မတန်မိုက်ရိုင်းတဲ့ကောင်တွေသိလားဘာလို့ဆိုတော့မရှက်လည်းမရှက်တတ်တဲ့ကောင်တွေဟိုမှာထောင်ထဲမှာတင်းတင်းလောက်သွားနေတဲ့ကောင်တွေကသိမလားကိုယ့်ရဲ့ထမင်းစားဖို့အတွက်အလုပ်လေးပြန်လုပ်ရတဲ့ဟာကြလို့ရှိရင်ဘာလုပ်ရမလဲ BC လုပ်ကြမယ် social punishment လုပ်ကြမယ်အရင်ဆုံးထွက်ပြေးပြီးကမှခွက်ခေါက်နေတဲ့ကောင်တွေကနေပြီးကမှဘာလုပ်လဲဒီကောင်စစ်ကောင်စီနဲ့ပူးပေါင်းတယ်ဒီကောင်ပျော်ပွဲရှင်ပွဲလုပ်တယ် normalization လုပ်တယ်ရှက်လည်းမရှက်ကြဘူးအဲ့ကောင်တွေကနော်ဘာလို့မရှက်ကြလဲသူတို့ကအရင်ဆုံးထွက်ပြေးလို့လွတ်ရကြွရနေပြီးကမှသူများကို BC လုပ်ခိုင်းနေတဲ့ကောင်တွေအလကားကောင်တွေပြီးတော့ရှင်တော့မဟုတ်မမှန်တာနေလည်းပြောသေးတယ်သိလားဟိုမှာအဲ့ FNCC ရကောင်ဆိုလို့ရှိရင်ကျွန်တော်ကြောင့်ဘယ်သူကထောင်ကျသွားပါပြီကျွန်တော်ကြောင့်ဘယ်သူကတင်ပါလဲဟိုထောင်ထဲရသူတွေကြောင့်သူတို့တွေတက်သေးရှိလို့ရတော့နော်ပြလိုက်ချင်လို့အားဖြင့်သူတို့တွေဘယ်လောက်များပြလိုက်ချင်ပြီကျွန်တော်ကအဲ့လိုမျိုးလုံးမထားကျွန်တော်ကြောင့်တည်ရတဲ့မရှိဘူးကျွန်တော်ကနော်ကျွန်တော်ကြောင့်တည်ရတဲ့မရှိကျွန်တော်ကြောင့်ဖန်ခံရတဲ့မရှိဘူးဘာလို့လဲစိတ်ပြက်လို့ထားလိုက်တယ်ကျွန်တော်ဒါတွေပြန်မပြောတော့ဘူးနော်ဒါတွေပြန်ပြောရင်ကျွန်တော်မပြီးတော့ဘူးနော်ထားလိုက်တော့ကျွန်တော်ကြောင့်တည်ခဲ့တဲ့သူမရှိဘူးဒါပေမဲ့အဲ့ဒီကောင်တွေကကျွန်တော်တို့ကိုဘာလုပ်လဲတက်ကမိုးညိုကို BC လောက်ကြနော်ပိုင်တကွန်ကို BC လောက်ကြပို BC လောက်ကြဘာလို့လုပ်ရမှာလဲတချင်းဆိုလို့တချင်းဆိုလို့တဲ့ဆိုတော့တချင်းဆိုမှာပေါ့နော်ကိုယ့်အလုပ်တော်လိုင်းရေးတို့မှာကိုယ့်အလုပ်ကိုပြန်လုပ်ကြတာလေဘယ်သူမှမနေနိုင်ကြပါဘူးနော်ထမင်းဆိုင်လဲထမင်းဆန္ဒပြဝဲပြီးလို့ရှိရင်ထမင်းပြန်ရောက်ရတာပဲအစိုးရကြလဲဗာလဲအစိုးရတချင်းပြန်ဆိုရမှာလေဘာလို့တချင်းပြန်ဆိုရလဲသူ့အလုပ်ကတချင်းဆိုတဲ့အလုပ်ကိုအမှုပညာရှင်နဲ့ရုပ်ရှင်ပြန်ရရမှာလေသူ့အလုပ်ကရုပ်ရှင်ရိုက်တဲ့အလုပ်ကိုဒါကိုသူတို့ကဘာလုပ်လဲတချင်းဆိုလို့ရုပ်ရှင်ပြန်ရလို့ဆိုပြီး BC လောက်ကြဆိုပြီးလောက်ကြတယ်အဲ့တော့ခုနပြောတဲ့နောက်တစ်ချိန်ဆန္ဒပြဝဲတွေပြန်ဖြစ်လို့နော်နောက်250လောက်ပေါ့နော်မင်းအွန်လိုင်းနောက်မှာနောက်ထပ်250လောက်မှာစစ်တပ်ကပြန်ပြီးတော့အာဏာသိမ်းတဲ့ခါကျလို့ရှိရင်ကဲ CDM တွေလောက်ကြပါဆိုလို့ရှိရင်ဟိုကောင်တွေကလက်ကလေးထောင်ပြလိမ့်မယ်နော်ကျွန်တော်တို့ဗာလဲအမှုပညာရှင်တွေထွက်လာကြပါဆိုကောင်တွေလက်ကလေးထောင်ပြလိမ့်မယ်နော်အဲ့လိုမျိုးကျွန်တော်တို့ဗာလဲဆိုတော့ခုနကတော့ကိုဘိုးကလာမသိပြောတာတော်လန်ရေးဒီလူတစ်ယောက်ကနေ2ယောက်ပွားသွားမယ်ကိစ္စနော်တော်လန်ရေးကလူတစ်ယောက်ကနေ2ယောက်ပွားရမယ်ကိစ္စဒါနဲ့အခုကတစ်ယောက်ကနေ2ယောက်ကိုခွဲပြီးဖက်ထုတ်ပြနေတယ်ကိုယ့်ဘက်မှာရှိတဲ့သူတွေကိုဟိုဘက်ကိုတွန်းထုတ်ပြနေတယ်အဲ့ဒါတမင်သက်လောက်တာလားလို့တောင်ကျွန်တော်ထင်မိနော်သူပြင်ခုနပြောတဲ့တခိုးမှဆိုလို့ရှိရင်အကုန်လုံးကိုဖဲထုတ်ပြတာနော်အကုန်လုံးကိုတောက်လျှောက်နော် NUG ဘက်ကနေပြီးအကုန်လုံးကိုဖောင်းထုတ်ပြတာ NUG ကဘာလို့လဲ NUG ဘာလို့ NUG ကြောင့်ပြောတယ်မောပါပြီမပြောတော့ဘူးသူ့အကြောင်းကိုဟိုနာစကားရေးထည့်ပြောတော့ကျွန်တော်စရာကောင်းသွားပြီမပြောတော့ဘူးနော်အဲ့တော့စောစောဟာနဲ့ပြန်ဆက်ပြီးပြောကြည့်အောင်နော်အခုဘာလုပ်ကြလဲအခုဒေါင်းတောင်မှဒီထဲမှာပါလာပြီနော်ဒေါင်းပြောလို့ရှိရင်ကြိုက်ချင်မှကြိုက်မယ်ကြိုက်ချင်ကျွန်တော်ပြောမှာမကျင်းတဲ့လဲသေးကျွန်တော်ရဲ့သုံးစကားကပြောလိုက်မကျင်းတဲ့လဲသေးဘာလို့ဆိုဒေါင်းကအမေစုပုံပြပြီးတော့ဒါခင်ဗျားတို့နဲ့မဆိုင်ပါဘူးသိရမလားခင်ဗျားတို့ရဲ့မဆိုင်ပါဘူးဒါကြော်သွားကြပါရွဲ့တယ်လို့ဘာလို့နဲ့သိရမလားအကြော်သွားတော့ဘာဖြစ်တော့ဟုတ်တယ်လေကြော်သွားတော့ဘာဖြစ်တော့သူတို့ကြော်ချင်ကြော်မှာပေါ့မတရားမှုမှန်သိတယ်အဲ့မတရားမှုကို
အဲ့ဒီမတရားမှုဒေါ်ဆန်းစုကြည်ဖန်ခိုင်းထားတာမတရားမှုမင်းတို့လည်းမတရားမှုအဲ့မတရားမှုကိုကြော်လွှားဖို့အတွက် NUG ကိုပတ်စံနေအသက်တွေဘဝတွေပုံပေါ်ပြီးပေးခဲ့ပြီးမို့လားတောင်းရီနော်အသက်တွေဘဝတွေနဲ့လူငယ်တွေအကုန်လုံးအသက်တွေပုံပေါ်ပြီးအဲ့မတရားမှုကိုခုခံပေးပါဆိုပြီး NUG ကိုပတ်စံပေးခဲ့ပြီးမို့လားအဲ့ပတ်ပေးတဲ့ပတ်စံကို NUG ဘာလုပ်လိုက်လဲဘာမှမလုပ်ဘူးသူတို့သုံးဖြုံးဖြစ်တယ်အဲ့သုံးဖြုံးဖြစ်တဲ့ပတ်စံတွေကြောင့်မနိုင်တော့တဲ့ခါကျမှပြည်သူလူထုကိုလာပြီးကမှဒေါင်းရတယ်ပြီးကမှခင်ဗျားတို့နဲ့မဆိုင်ပါဘူးလို့ပြောအောင်သူတို့နဲ့ဆိုင်တဲ့အတွက်ကြောင့်နော်ဒေါင်းကစိတ်ဆိုးလာပြီတဲ့ပြောနေရတော့ဒေါင်းသူတို့နဲ့ဆိုင်တဲ့အတွက်ကြောင့်သူတို့တွေပတ်စံတွေပေးခဲ့ကြပြီဘဝတွေပေးခဲ့ပြီအသက်တွေပေးခဲ့ပြီအဲ့ဒီပေးခဲ့တဲ့အသက်တွေဘဝတွေပတ်စံတွေအကုန်လုံး NUG ရဲ့သုံးဖြုံးပြီးကမှဒေါ်ဆန်းစုကြည်မလွတ်ခံမှပြည်သူကိုလာပြီးကမှစောက်ကြည့်မပြောနဲ့အဲ့ကောင်စိတ်ဆိုးလာပြီအဲ့တော့ကြော်သွားတော့ဘာဖြစ်လဲကြော်ပါပဲဘာလို့ကြော်မှာလဲအဲ့ဒီပေးတဲ့ပတ်စံတွေကို NUG ကစောက်သုံးကြတဲ့ကောင်တွေကနေပြီးခိုးသွားတော့ပြောရလားမင်းတို့သူတို့မပြောရဘူးလားဟဲ့ဒေါင်းမင်းတို့မပြောရဘူးလားအဲ့ဒီပိုင်းကြီးဖြတ်တင်ကြစမ်းပါဗျာကျွန်တော်ဆဲတယ်လို့ဆဲတယ်ဆိုတော့ကျွန်တော်မဆဲပါဘူးဒီတိုင်းပဲပြောပြတာနော်အခုကြမှာဘာလဲဟိုတိုင်းပြည်ပညာရေးအတွက်လို့ဘာလို့များလို့ပြောမလားပတ်စံရှာကောင်းအောင်ရှောက်လုံနေတယ် NUG ကိုအပြစ်ပြောရဲလားပေးခဲ့တဲ့ပတ်စံတွေအကုန်လုံးဖြုံးသွားတဲ့သူတွေကိုဇက်ဆက်မှမအပြစ်မပြောရဲဘဲနဲ့ပြည်သူကိုလာပြီးကမှခင်ဗျားတို့နဲ့မဆိုင်တဲ့ကိစ္စပါခင်ဗျားတို့ကြော်သွားကြပါမတရားမှုတွေပါဆိုတာမျိုးလာမပြောနဲ့မရဘူးပြည်သူကအကုန်လုပ်ပေးပြီအခုဒေါင်းကိုတဲပြောနေတာအဲ့ကျွန်တော်အဲ့ post မြင်တော့ဘာပြောမှမသိဘူးသူ့အရင်ကျွန်တော်အထင်ကြီးခဲ့ဘူးသေးတယ်အခုမကြည့်ဘူးဘာဖြစ်လို့လဲအဲ့ပဲဒေါင်းဖန်တယောက်လာအခုမှနည်းနည်းပြန်ရည်ရသေးတယ်နော်အခုမှဒေါင်းဖန်တယောက်လာတော်သေးတယ်နော်ကျွန်တော်အရန်စိတ်ဆိုးသွားတာဘာဖြစ်လို့လဲခင်ဗျားတို့နဲ့ဆိုင်တဲ့ကိစ္စမှုပါဘူးလေဒါမတရားမှုဆိုပြီးနေခင်ဗျားတို့ကြော်သွားကြပါဆိုပြီးဒေါင်းကပြည်သူကိုပလိပလာလာပြောနေတာအဲ့တော့အဲ့ပေးဆန်နေပေးထားတဲ့ပြည်သူတွေကိုစိတ်ထဲကိုဒါကို poisonous လုပ်တယ်ခေါ်တယ် poison ခတ်တာအစိတ်ခတ်တာဒါမျိုးလာမလုံးနဲ့မရဘူးကျွန်တော်ပြည်သူနဲ့ပတ်သက်လို့ရှိရင်မရဘူးနော်အဲ့တော့စောစောပြန်ပြောပြမယ်စောစောကကျွန်တော်ပြန်ပြောပြမယ်အဲ့တော့သွေးမအေးချင်းနဲ့သွေးရတော့ဘာဖြစ်လဲသွေးအေးကိုအေးအောင်လုပ်ရမှာဘာလို့အေးအောင်လုပ်ရမှာလဲသိလား normalization ဆိုတဲ့ချစ်စင်ကိုတော့ကိုသွားရမှာကိုစိုင်းကြည်စင်လို့ပြောသွားမှန်းတယ် normalization ဟာတော့ကိုသွားတယ်ဘာလို့ normalization ကိုသွားရမှာလဲ normalize လုပ်တယ်ဆိုတာ logo လိုတယ်ပြည်သူကလေတောက်လျှောက် trauma တွေရနေတယ်ပြည်သူကတောက်လျှောက်စိတ်ဒုက္ခတွေရောက်နေပြည်သူကမသိယုံတမဲခံစားနေရတာအခုမြန်မာနိုင်ငံရဲ့ပြည်သူတွေဒုက္ခကိုမြင်ကြည့်ဘူးလားဘယ်လိုမြင်ကြည့်လိုက်နော်ဟိုဘယ်လိုခေါ်မလဲအပြင်သွားရင်တော့မှကိုသားကိုသမီးလေးပြန်လာပါအောင်မလားနော်ဒုက္ခတွေတွေ့လာမလားဟိုဗာလဲအဖမ်းခံရမလားဆိုပြီးတောက်လျှောက်ဒုက္ခတွေရောက်နေတာနော်အဲ့ဒီပြည်သူက trauma တွေရထားတယ်နော်နောက်ဘာလုပ်လဲစစ်တွေပြေးနေရတယ်ဒီပြည်သူက normal ပြန်ကိုဖြစ်ရမယ်အဲ့ဒါ normalization process ကဝင်ကိုဝင်ရမယ်အဲ့ damage control ဝင်ကိုဝင်ရမယ်အဲ့တော့ပြည်သူကို normalization ဖြစ်သွားမှာဆိုတော့တွေးမေးပါတယ်ဆိုလို့ရှိရင်နော်အဲ့ဒါကစိတ်ယောဂဖြစ်သွားတာသိလားစိတ်ယောဂဖြစ်သွားတာဘာလဲဆိုတော့လူတယောက်ကကိုယ်မအေးမိပါဆုံးတယ်ကိုယ်အရန်ချစ်တဲ့မအေးဆုံးတယ်ကိုယ်ရန်ချစ်တဲ့ဖေးအေးဆုံးတယ်ဆိုရင်ကိုယ်ရန်ချစ်တဲ့သားဆုံးတယ်ဆိုရင်တောင်မှပုံမှန်ပြန်ပြီးကမှ normal စိတ်ခံစားချက်ကိုပြန်ဝင်အောင်လို့ကုသပေးရတယ်သိလားဘာလို့ကုသပေးရလဲဒီလိုကုသပေးမှသာနဲ့ तू ကဟိုစိတ်ရဲ့နာကျင်မှုတွေကိုပျောက်ပြီးကမှဘဝမှာရှေ့ဆက်သွားလို့ရတာအဲ့ဒါ normalization ခေါ်တယ် normal ဘဝကိုရောက်အောင်ဘာလုပ်ရလဲ normal မဖြစ်အောင်လို့ကိုပဲ healing လုပ်ပေးရတယ် counseling ဝင်ပေးရတယ်အခုကမဟုတ်ဘူးသွားလဲဆိုတော့ဒီစိတ်တွေဒဏ်ရာတွေနာနေပါလေဆိုမှဟိုမှာတွေ့လားအလောင်းတွေတွေ့လားဟိုမှာတွေ့လားတိမ်တဲ့တွေတွေ့လားမင်းတို့တွေတာဝန်မကျေဘူးနော်ဘာလို့တာဝန်မကျေရမှာတော့နော်အဲ့လိုလုပ်နေတာ normalization process ကဝင်ကိုဝင်ရမယ်သွေးအေးကိုအေးရမယ်ဘာလို့မအေးရမလဲသွေးမအေးလို့ရှိရင်အယူပြစ်သွားမှာဒုတ်ချဒုံချပြည်သူတွေဒုက္ခရောက်သွားမှာအဲ့တော့သွေးအေးကြစမ်းမှာသွေးအေးမှရမယ်သွေးအေးမှခင်ဗျားတို့ပြန်တီထောင်နိုင်ရမှာနော်ကျင်းနဲ့လားအဲ့တော့ဗာလဲဆိုတော့သွေးမအေးလို့ပြောလို့ရှိရင်ငါတို့ကသွေးအေးပြီလို့ပြောလိုက်သွေးအေးတာကောင်းတယ်ဘာလို့သွေးအေးရမှာလဲနော်သွေးအေးမှသာလေလူစိတ်ကလေကျွန်တော်အဲ့မှာကျွန်တော်ဗာလဲဆိုတော့ဒီဟိုဟာတစ်ခုမှာပေါ့နော်ဒီကျွန်တော်တို့ဆွေးနွေးပွဲတစ်ခုမှာကျွန်တော်စိတ်ပညာဆရာမပေါ့နော်စိတ်ပညာဆရာမတယောက်ကိုစိတ်ပညာက
psychiatrist တဲ့စိတ်ပညာဆရာဝန်မတယောက်ကိုကျွန်တော်မေးလိုက်တယ်အခုကျွန်တော်တို့တွေပေါ့နော်ဒီလိုမျိုးငိုကြယူကြဖြစ်နေတာကောင်းလားဆိုမကောင်းဘူးလေလူကအမြဲတမ်းငိုနေလို့မရအောင်အမြဲတမ်းရည်နေလို့လည်းမရအောင်ငိုလိုက်ရည်လိုက်ဒါတွေ normal စိတ်ဒါတွေကျမ်းမာတဲ့စိတ်ငိုစရာရှိရင်ငိုမယ်ရည်စရာရှိရင်ရည်မယ်ရည်နေရရှိရတောင်မှမငိုနိုင်မရည်နိုင်တော့ဘူးငိုပဲငိုချင်တယ်ဆိုလို့ရှိရင်မကျမ်းမာတဲ့စိတ်ကိုကျမ်းမာအောင်ထားရမယ်စိတ်ကိုမကျမ်းမာအောင်ထားလို့မရဘူးစိတ်ကိုကျမ်းမာအောင်ဆိုလို့ရှိရင် normal ဘဝကိုပြန်သွားရမယ်သွေးအေးရမယ်သွေးအေးလိုက်ကြစမ်းပါဘာလို့သွေးရမလဲငါတို့ရဲ့ပတ်စံတွေလည်းပေးပြီးပြီငါတို့သားသမီးတွေရဲ့ဘဝတွေလည်းပေးပြီးပြီနော်ငါတို့ရဲ့အသက်တွေလည်းပေးပြီးပြီငါတို့ရဲ့စစ်ပြေးလည်းဖြစ်ခဲ့ပြီးပြီအဲ့လိုလုပ်ခဲ့တဲ့ဆိုရင်တောင်မှဟိုကောင်တွေကကြ NUG ရဲ့ကောင်တွေကြသူတို့သားသမီးတွေကိုနိုင်ငံခြားမှာပို့ပြီးဟီဟီဟာဟာလုပ်နေကြတယ်နော်တခိုးမှလုံပြီးသားဆိုဟီဟီဟာလုပ်နေတခိုးမှညီမဆိုကလပ်တက်နေတယ်နော်သူတို့တွေပါလေခုနကတော့ EDM ပဲပွဲသွားနေကြတယ် Las Vegas ကိုသွားပြီးကြမှာသူတို့တွေလောင်ကစားပွဲတွေနဲ့ပျော်ပွဲရှင်ပွဲတွေတက်နေကြတယ်ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာကိုကဟိုသူတို့တွေတည်နေကြတာငါတို့စက်ငုံမဖြစ်မယ်မငုံနဲ့တော့တော်ပြီကိုနဲ့ဆိုင်တဲ့မိသားစုမဟုတ်တော့ဘူးသူတို့ကိုချင်းမစားလို့ပြောတာမဟုတ်ဘူးနော်သူတို့ငိုလဲသူတို့ကြောင့်ကိုကငိုဖို့စိတ်တွေးရဆိုရင်တောင်မှကိုဘဝမှာလဲကိုဝမ်းတာကိုသာသိရတဲ့ကိစ္စတွေရှိသေးတယ်သူတို့ကိုတိုက်ရမယ်သူတွေကမတိုက်တော့သူတို့တွေသေးတာနော်စစ်တပ်ကတတ်နေတယ်စစ်တပ်ကတတ်နေတော့စစ်တပ်ကိုနိုင်အောင်တိုက်မယ်ဆိုပြီးကမှမတိုက်ဖဲနဲ့ပြည်သူပတ်စံတွေကိုခိုးကွက်သွားတဲ့ NUG ကြောင့်ပြည်သူတွေသေးတာဘာမှမင်းတို့လည်းမဆိုင်တော့မင်းတို့ကတာဝန်ကျေပြီးပြီဘာလို့ဆိုလို့ရှိရင်လဲကိုဝယ်ပြီးပြီနော်အိမ်ယာຫນွေဦးအိမ်ယာဆိုလို့ရှိရင်လဲကိုဝယ်ပြီးပြီအောင်ရလို့ရှိရင်ຫນွေဦးဒီဆိုလို့ရှိရင်လဲခုနကပြောဆာဗာကြီးဒေါင်းတော့တဲ့အထိဝယ်ပြီးပြီမင်းတို့တာဝန်ကျေနေပြီသူတို့ပတ်စံတောင်းလို့ပတ်စံပေးတာလေသူတို့ပတ်စံတောင်းလို့ပတ်စံပေးတဲ့အတွက်ကြောင့်မင်းတို့တာဝန်ကျေနေပြီဘာမှစိတ်ထဲမှာပြောနေတယ်ပုံမှန်တွေးရအောင်နေကြ normalization process ကိုကူးကြသိလားနော်အဲ့ဒါ normal ဖြစ်မှရမယ်ဘဝဟာ normal ဖြစ်ရမယ်ဘာလို့ normal ဖြစ်ရမလဲမင်းတို့ဘဝတွေကတော်တော်ဒုက္ခရောက်နေပြီနော်သူတို့ကတော်တော်ဒုက္ခရောက်နေဘာလို့လဲမြန်မာနိုင်ငံမှာနေရတဲ့လူတွေဟာနော်အင်မတန်ကြီးမြင့်တဲ့ကုန်စည်နှုန်း fail state ဖြစ်နေတယ်လုံခြုံရေးလုံးဝမရှိဘူးအပြင်သွားလို့ရှိရင်ဘယ်အချိန်ပေါ်တာဆွဲခံမလဲဘယ်အချိန်လူသက်ခံရမလဲဘယ်အချိန်လက်မင်းရဆွဲချုပ်ဆွဲလူခံရမလဲစဉ်းစားနေရတဲ့ဘဝရောက်နေပြီမြန်မာနိုင်ငံဒီလုံခြုံရေးလုံးဝပြတ်သုံးသွားတဲ့နိုင်ငံမြန်မာနိုင်ငံဒီ face state ဖြစ်သွားတဲ့နိုင်ငံ face state ဖြစ်သွားတဲ့နိုင်ငံမှာကိုနဲ့မဆိုင်တဲ့လူတွေအတွက်ငိုယုံနေနိုင်ဘူးကိုယ့်အတွက်ကိုစဉ်းစားကိုယ့်အတွက်ကိုပဲစဉ်းစားကျွန်တော်ဒဲပြောနေတာနော်အဲ့တော့ကျွန်တော်ကိုအဲ့လိုပြောတဲ့အကြောင်းကျွန်တော်မုန်းရင်မုန်းလိမ့်မယ်ဟောဘက်ကကောင်နေမုန်းဘရုံမတင်တဲ့လက်သေးနော်အဲ့လိုပဲကျွန်တော်ပြောရတော့မယ်နော်ဒါကြောင့်ကျွန်တော်တို့အခုသွေးမအေးချေးဆိုတာနဲ့စကားလုံးနဲ့ normalization ဆိုတဲ့စကားလုံးကြားတဲ့ခါကျလို့ရှိရင်ငါတို့က normalization ပဲငါတို့ကသွေးအေးသွားပြီလို့လားတဲ့ပြောလိုက်နော်ဟိုသွေးခဲသွားတဲ့အဖွာကြီးကိုခဏထားလိုက်သွေးခဲရပါသူကမခဲလို့မရဘူးသူကဘီယာနဲ့မျောပေးမှရမှာအဲ့တော့ကျွန်တော်ရဲ့ versus series မှာတော့ကျွန်တော်ဒီလောက်ဆိုလို့ရှိရင်တော်သိပြီဆိုတော့ကျွန်တော်တွေးမိတယ်နော် NLD နဲ့ versus ကြံ့ဖွတ်တော့ကျွန်တော်မပြောတော့ဘူးနော် NUG versus third party လည်းကျွန်တော်မပြောတော့ဘူးမပြောတာကောင်းမယ်ထင်လို့နော်ပြောစီချင်လို့ရှိရင်ကျွန်တော်3မိနစ်လောက်စောင့်ပေးမယ်ဘာပြောပြောကျွန်တော်ဒီလောက်ဆိုရင်တော်ပြီလို့ကျွန်တော်အနေနဲ့ယူဆတယ်နော်အခုမှလာပြီးမင်္ဂလာပါတယ်မင်္ဂလာပါခင်ဗျဟုတ်ကျွန်တော်တို့သူရခဲမှရမှာခဲမှဘီယာလေးနဲ့မျောချမှာဘီယာလေးနဲ့ဖြော်ပေးရငကားဖန်နေတက်နေကြတယ်မက်ခင်မိုးနဲ့ဖြူဖြူနဲ့ဟလားသူတို့တပ်ပရိသီထားလိုက်တော့ကျွန်တော်မဝင်မပါဘူးနော်ဘယ်သူတွေတက်နေကြတယ်ငကားဖန်နေရမက်ခင်မိုးတော့ဖြစ်သွားပြီမက်ခင်ထားနေဖြူဖြူနဲ့မက်ခင်မိုးမဟုတ်ဘူးနော်မက်ခင်ထားနေဖြူဖြူနဲ့ကျွန်တော်မှားသွားတာနောက်လိုက်မှမပြောတော့ဘူးကျွန်တော်တော်ပြီ versus series ကျွန်တော်ဒီနေ့မှရက်လိုက်ပြီနော်ဗာ versus series ကရမ်းများသွားပြီနော်တော်ပြီပေါ့နှစ်ပုတ်ဆိုလို့ရှိရင်
ရေနော်အမေဒီမှာရေတောက်နေတယ်မထင်နဲ့အဲ့ဒါစကလုံးတွေကျန်းလာတာအဲ့တော့ပြောအောင်မယ်ဆိုတာကဘာလဲဆိုတော့ခုကျွန်တော်ပြောနေရတွေကဘာပဲပြော YouTube မှာတင်ဖို့အတွက်ပေါ့နော်ဘာပဲပြောfollower ထိုးမယ်ဒါမှမဟုတ် viewer ထိုးလို့ရှိရင်ပတ်စံရတယ်ဆိုပေမဲ့ဒါအတွက်ကအဓိကတော့မဟုတ်ဘူးเนาะအဓိကကကျွန်တော်ကပြည်သူလူထုကိုပြန်ပြီးကမှအသိပညာပေးမယ်ဆိုတဲ့ခံစားချက်လေးတော့ရှိတယ်เนาะအသိတာဆိုကျွန်တော်သိပြီအသိတာဆိုဟိုဘွားတော့ထိုင်းကဘွားဒါတော့ကျွန်တော်ပြောလို့ရှိရင်မဟုတ်တာတွေပါသွားလိမ့်မယ်เนาะရီမွင်နဲ့ခင်မမကျွေးကြောင်ပြောမှာမဟုတ်ဘူးရီမွင်နဲ့ပခုတ်ကူကအမှတ်လေးရှိတယ်ဒီလားပခုတ်ကူကအမှတ်လေးလေကျွန်တော်တို့အသက်ငယ်ဆုံးအမှတ်လေးရီမွင်နဲ့အဲ့တယောက်ပြောရမှာခင်မမမျိုးကတော့ရောက်ချရှာကြီးဆိုထက်ပြောလို့မရဘူးရီမွင်ကအဲ့တယောက်နဲ့ဘာလို့လူပါချစ်ရဲဆိုမျိုးမပြောဘူးတော့ကျွန်တော်အဲ့တော့ပြအောင်မယ်ဆိုတော့ဘာမှမဟုတ်ပါဘူးကျွန်တော်တို့ဒီခစ်ကြီးကအင်မတန်မှပဲပေါ့နော်အင်မတန်မှပဲဒုက္ခရောက်သွားပြီရောက်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံဟာ first state ဖြစ်သွားပြီပေါ့နော် first state ဖြစ်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကfirst state ကြီးဖြစ်သွားပြီငါတို့ရေစုံမျောလိုက်ပါပြီလို့လုံးလို့မရဘူးလေလုံးလို့မရပါဆိုတော့ကျွန်တော်တို့ရဲ့ပြည်သူပြည်သားတွေလေပြည်သူပြည်သားတွေကိုတက်နိုင်မြကယ်ရမှာပေါ့ကယ်ဆိုတော့ဘယ်လိုကယ်ရမလဲအခုက first state ဖြစ်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်ကပတ်စံလိုက်မပေးနိုင်တဲ့ဘဝမှာမရှိဘူးကျွန်တော်ကိုယ်တိုင်လည်းမွဲနေတာမွဲနေလို့လည်းပြောလို့မကောင်းဘူးပတ်စံမရှိဘူးပေါ့ထားပါတော့ကျွန်တော်ကိုယ်တိုင်လည်းပတ်စံမရှိတဲ့ဘဝမှာဆိုကျွန်တော်ပတ်စံတွေလိုက်ပေးနိုင်တဲ့ဘဝတော့မရှိဘူးသို့တော်လည်းပဲကျွန်တော်တို့နိုင်ငံမှာပေါ့နော်အရင်တုန်းကမွဲတော်လည်းပဲစိတ်တက်မမွဲဘူးလူမွဲတယ်စိတ်တက်မမွဲဘူးဘာဖြစ်လို့လဲစိတ်တက်ပန်းဆိုင်ရာမှာအင်မတန်အဆင့်မြင့်ကြတယ်ဘာလို့အဆင့်မြင့်ကြလဲငါတို့တွေမွဲရင်မွဲလိမ့်မယ်ဒါပေမဲ့ကိုချင်းတရားတော့မဖောက်ပြန်ဘူးဆိုရက်ရိုးဆိုပြီးရှိတယ်နော်အခုကြာမဟုတ်ဘူးငါတို့မွဲတဲ့ခါကျလို့ရှိရင်ငါတို့မွဲနေတာပဲငါတို့လိုက်လူမယ်ဆိုတာမျိုးတွေပေါ်လာတယ်ငါတို့တွေဖောက်ပြန်ပြစ်လိုက်မယ်ဆိုတာမျိုးနော်အဲ့တော့ဘာလဲဆိုတော့ကိုချင်းတရားကိုရောင်းစားတဲ့လူတွေပေါ်လာကြတယ်အဲ့လိုမျိုးမလုံမိအောင်မလုံသင့်အောင်လို့ကျွန်တော်တို့ကအခုကျွန်တော် live တွေမှာနောက်ပိုင်းမှာကျွန်တော်ထည့်ပြောမယ်ပေါ့ဘာဖြစ်လဲဆိုတော့ဒီလူတွေဟာဒီလူမွဲနေမယ်စိတ်မမွဲမှသာလင်ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံကပြန်လဲတိုးတက်လာမှာလူလဲမွဲတယ်စိတ်လဲမွဲတယ်ကိုချင်းတရားလဲဖောက်ပြန်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကဘလို့မှဖတ်ဆယ်ရမှာမဟုတ်ဘူးအဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုဗာတဲ့ဖတ်ဆယ်ရမလဲငါတို့တွေမွဲရင်မွဲပလေးစေကိုချင်းတရားမဖောက်ပြန်ဘူးငါတို့တွေသူများနေနော်ဖောက်ပြန်လိမ့်မယ်ငါတို့မဖောက်ပြန်ဘူးဆိုတဲ့စိတ်တွေကိုလူငယ်တွေကိုတွန်းပေးရမယ်ငါတို့ကိုချင်းတရားနဲ့နော်ငါတို့ရဲ့အနာဂတ်ကိုပြန်ပြီးတော့ဖော်ဆောင်မယ်ဆိုတဲ့စိတ်တွေလူငယ်တွေကိုတွန်းပေးရမယ်အဲ့လိုစိတ်တွေကိုနောက်ပိုင်းမှာကျွန်တော်တွန်းပေးဖို့ကြိုးစားမယ်အားထုတ်မယ်နောက်ပိုင်းကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုတော့အသိပညာဆိုတဲ့ကိစ္စအသိပညာဆိုတဲ့ကိစ္စကဘာလဲလူငယ်တွေမတွေးတတ်မခေါ်တတ်ဘူးမတွေးတတ်မခေါ်တတ်တဲ့ခါကျဘာဖြစ်သွားလဲအခုကျွန်တော်တို့ Gen Z လေးတွေကနော် Generation X ဖြစ်တဲ့အဲ့ဒီရီမွန်တို့လွန်ကိုလက်တို့နော်အောင်ကြည်ရွတ်တို့ရဲ့ကြောက်ပါရဲ့ချတာခံနေရတယ်ဟုတ်တယ်နော်သူတို့တွေလိမ်လေပြားခံပြီးကမှသူတို့နောက်လိုက်လုပ်ပြီးကမှမြန်မာပြည်သူပြည်သားတွေကိုဒုက္ခပေးသလိုဖြစ်သွားတယ်အဲ့တော့ဘာလဲဆိုတော့တကယ်တမ်းသူတို့တွေနိုင်ငံရေးအသည့်ကောင်းကောင်းရှိခဲ့မယ်ဒါမှမဟုတ်လို့ရှိရင်တော်လှန်ရေးအသည့်ကောင်းကောင်းရှိခဲ့မယ်ဆိုလို့ရှိရင်အခုနရင်မွေအောင်ကြည်ညွတ်နေကိုမဟုတ်တာလုပ်တော့လို့ရှိရင်သူတို့တော်လှန်ရေးတဲ့တတ်သိရှိရမယ်အဲ့တော့ကျွန်တော်နောက်ပိုင်းဆိုလို့ရှိရင်အဲ့ဒီအပိုင်းတွေပေါ့နော်ခုနပြောတဲ့ဆရာအောင်တုံးတို့လိုပေါ့နော်ကိုချင်းတရားပိုင်းကိုဇောင်းပေးပြောသွားခဲ့တယ်လို့ဒါမှမဟုတ်လို့ကျွန်တော်တို့ရဲ့အတွေးခေါ်ပိုင်းဆိုင်ရာတွေခုနောက်ပိုင်းကျွန်တော်တို့ခုမေးမယ်ပြရတယ်ပေါ့နော်ဒီ my metrics မြန်မာလားမသိဘူးအဲ့ဟိုကိုချင်းတရားပိုင်းဆိုင်ရာတွေတမိုင်းကြောင်းဆိုင်ရာကိစ္စတွေနော်ဒီမြန်မာ YouTube မှာပေါ့နော် YouTube မှာမြန်မာ archive နော်မြန်မာ archive ကျွန်တော်သွားကြည့်ရကောင်းတယ်အမျိုးလေးတွေပေါ့နော်တမိုင်းတွေကိုပြန်လဲတူးဖော်တဲ့ဟာမျိုးလေးတွေကိုကျွန်တော်ကပြန်ပြီးကံမှာပြောဖို့ရစူးစမ်းမယ်ဒါမှမဟုတ်လို့ရှိရင်ကိုချင်းတရားပိုင်းဆိုင်ရာလူငယ်တွေဘာလုပ်ကြမလဲဒါမှမဟုတ်လူငယ်တွေရဲ့အခွင့်အလမ်းဆိုင်ရာတွေကိုကျွန်တော်ပြောဖို့ရစူးစမ်းမယ်လို့ကျွန်တော်တွေးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့မူရင်းပြောနေကြတော့နိုင်ငံရေးအကြောင်းပြောနေကြဆိုတော့ပြောလို့ပြောမှာဒါပေမဲ့ဆဲနေုံတက်တက်နေတော့
နော်အလုံးမဖြစ်ဘူးဆဲနေဆိုတော့လည်းဘာမှန်တာပြောလို့ရှိရင်အရင်လက်ကားနေဆဲတာတော့မဟုတ်ဘူးနော်ကျွန်တော်ရဲ့တွေးပုံတွေးလက်ကကျွန်တော်ဒီလိုတွေးလို့ကျွန်တော်ဒီလိုဖြစ်တယ်ဒီလိုမျိုးတွေးရင်းအဖြစ်မင်းတို့တွေဒီလိုမျိုးသိလာလိမ့်မယ်ဆိုတော့မျိုးပြတာဖြစ်တဲ့အတွက်ကြောင့်ဟိုဒီလိုဆဲတာတော့မဟုတ်ဘူးနော်ဆဲတွေးလေးပေါ့အတွေးလေးကိုပြတာဖြစ်ပါတယ်နော်အဲ့မျိုးလေးတော့ကျွန်တော်လုပ်ပေးမယ်လို့ကျွန်တော်စူးစမ်းမယ်လို့ကျွန်တော်စဉ်းစားထားပါတယ်သဘောတူရင်လည်းတူတယ်လို့ပြောခဲ့ကြအောင်မတူလို့ရှိရင်လည်းဘာတွေပြောတင်လဲဒါမှမဟုတ်ကျွန်တော်ဘာတွေလုပ်တင်လဲဆိုမျိုးပြောခဲ့ကြအောင်နောက်တစ်ခုကျွန်တော် TikTok မှာတော့ကျွန်တော်ခုနပြောအကောင့်လေးတစ်ခုဖွင့်ထားတယ်ဒါကတော့ကျွန်တော်ဘင်းနေဟောမယ်ပေါ့နော်ဘင်းနေဟောမယ်ဆိုတာဟိုဒီကျွန်တော်တို့အခု Facebook page မှာလို့ကျွန်တော်ကပတ်စံယူပြီးဟောမှာမဟုတ်ဘူးဟိုအခမဲ့ပေါ့နော်အခမဲ့ဒီကလေးလူငယ်လေးတွေဗာလေးတွေဒါမှမဟုတ်လို့ရှိရင်တချို့သူလေးတွေပေါ့နော်သူလေးတွေကိုအကုန်လုံးကိုကျွန်တော်ကဒီအခမဲ့လေးဟိုတစ်ခွန်းလောက်ကလေးတွေပေါ့နော်ဒါမျိုးလေးသိကျင်တဲ့မိကွန်းလေးတွေကို comment မှာမေးခဲ့လို့ရှိရင်ကျွန်တော်ပြန်ဖြေပေးမယ်ဆိုပြီးကျွန်တော် TikTok account ဖွင့်ထားတယ်အဲ့ဒါလေးလည်း follow ပေးခဲ့ကြအောင်ကျွန်တော်တို့ရဲ့ YouTube လည်း follow ပေးခဲ့ကြအောင်လို့ဒါကကြောညာဝင်တာသို့တော်လည်းပဲတကယ်လည်းအဲ့ကရတဲ့ပတ်စံဘယ်တော့မှမရှိပါဘူးနော်ဘယ်တော့မှမရှိဘူးကျွန်တော်ဒီမှာလုပ်တဲ့ပတ်စံဆိုလို့ရှိရင်ကျွန်တော်တမင်တက်ကျွန်တော်ပြည်သူအတွက်ဆိုပြီးကမှကျွန်တော်တမင်လုပ်ပေးနေတာဖြစ်ပါတယ်တကယ်လို့ဟိုပြလို့ရှိရင်လည်းဒါကိုနှစ်သက်တဲ့လက်ခံနေဆိုလို့ရှိရင်တော့ကျွန်တော် YouTube ပဲဖြစ်ဖြစ်ဒါမှမဟုတ် TikTok ပဲဖြစ်ဖြစ်ကျွန်တော်ကိုရှာပြီးတော့ follow လုပ်ပေးဖို့ကျန်တဲ့သူတွေကိုတိုက်တွန်းပေးပါအောင်လို့နော်ဟုတ်ကဲ့ပါနော်ဘာတွေပြောကြအောင်မလဲခင်ဗျငေါက်လိုက်တယ်အဲ့ဒါကိုလင်းမောင်ဦးကသူကဂျိုင်းမျိုးထင်တယ်သိလားဂျိုင်းနေရလေဂျိုင်းနေရသူကလေလာရဘက်ကိုဖင်လေးထားလို့ရှိရင်သူကလေဥဥတာသိလားအဲ့ကိုလင်းကအခုတလုံးမှာသူကကြီးစားမြတ်လိုချင်လားမသိပါဘူးเนาะကြီးစားသေးပါလေလိုချင်လားသူ့ကိုလည်းလိုက်ပြီးကြိုက်ပေးကြအောင်ယောက်ျားမြူလည်းသူမိန်းမမြူလည်းသူယောက်ျားယူဝင်လားမသိဘူးသူ့ကိုလည်းနည်းနည်းလေးတော့လုတ်ပေးလိုက်ကြအောင်ဘာလို့ဆိုတော့တယောက်သွားကြိုက်လိုက်ကြဘာလို့ဆိုလို့ရှိရင်သူလင်းလဲရဖင်သွားပေးပြီးကမှဥဥတော့မယ်လို့ထင်နေနော်ဟုတ်ကဲ့ပါ sorry ပါကျွန်တော်ခင်လို့စားတာပါကဲဒါလို့ဆိုလို့ရှိရင်ရပြီထင်ပါတယ်ကျွန်တော်ဗာမြင်ရပြောချင်ကြသေးလေဗာမြင်မေးချင်ကြသေးလေကျွန်တော်နည်းနည်းလေးစောင့်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော် live ကိုနားလိုက်ကြမယ်နော်